ဘုရားဘာသာတွေကိုးကွယ်ပါတယ်ဆိုတဲ့ဟောဒီမြန်မာနိုင်ငံကြီးဟာအောင်မြင်နေလားကြာရှုံးနေလားဖရာတိုးတက်ကြီးပွားနေသလားဆုတ်ယုတ်ပြက်ပြားနေသလားဟိုက်ဒါဖြင့်မြင့်မြတ်သောနိုင်ငံတော်ကြီးဖြစ်နေလားယုံညံ့သောနိုင်ငံဖြစ်နေလားတန်ဖိုးရှိတဲ့နိုင်ငံဖြစ်နေလားတန်ဖိုးမဲ့တဲ့နိုင်ငံဖြစ်နေသလားနင်တို့အကုန်တရားဆွဲခံရမယ်နိုင်ငံတော်အသေးဖြတ်မှုနဲ့နင်တို့ပါသွားမယ်နော်အခုရေလိုက်ငါးလိုက်ဖြေတာလားတကယ်သိပြီးဖြေတာလားအရေးကြီးတယ်နော်ခုတော်ကောင်းတို့နေတဲ့ကိုယ့်ပတ်ဝန်းကျင်နိုင်ငံလို့ပြောလိုက်တာခြုံငုံပြီးပြောလိုက်တာရေစကြိုမြို့ဆိုရေစကြိုမှာနေတဲ့ပတ်ဝန်းကျင်ကိုယ့်ပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်ပတ်ဝန်းကျင်မှာအောင်မြင်တဲ့လူနဲ့ကြာရှုံးတဲ့လူဘယ်သူများနေလဲကြီးပွားတိုးတက်တဲ့လူနဲ့ဆုပ်ယုပ်ပြပြတဲ့လူဟုတ်ပြီယုံညံ့သူနဲ့မြင့်မြတ်သူတန်ဖိုးရှိသူနဲ့တန်ဖိုးမဲ့သူမသိကြဘူးလားသိကြတာပေါ့အဲ့ဒါဘာဖြစ်လို့တိမိမိတို့ရဲ့တကယ်ဗราဏတာဝန်ဖြစ်တဲ့တရားသိမှုမှာသိတဲ့လူနဲ့မသိတဲ့လူဘယ်ရင်းကများသိပြီးတော့ကျင့်တဲ့လူနဲ့မကျင့်တဲ့လူကျင့်နေပါရဲ့နဲ့ကျင့်တဲ့အတိုင်းဆောင်တဲ့လူနဲ့မဆောင်တဲ့လူဒါဖြင့်ဒီလောကကြီးကြာရှုံးနေတာဘု து တာဝေါ်လဲဒီလောဘကြီးတန်ဖိုးမဲ့နေတာဘု து ကြောင့်လဲအလုံးနော်ဘုရားရင်ထဲမှာရှိတဲ့အတိုင်းပြောရရင်မြန်မာနိုင်ငံကိုသိချစ်တာမြန်မာနိုင်ငံကိုလည်းချစ်တယ်နိုင်ငံသားအားလုံးကိုလည်းချစ်တယ်ဟောဒီနိုင်ငံကြီးမှာရှိနေတဲ့ရရှိထားတဲ့ဘာသာသာသနာကိုလည်းချစ်တယ်သိချစ်လွန်းလို့မခွာနိုင်မခွဲရက်ဒီနိုင်ငံကိုဒီပတ်ဝန်းကျင်ကိုအောင်မြင်အောင်ကြီးပွားအောင်တန်ဖိုးရှိအောင်မြင့်မြတ်အောင်ဘယ်လိုလုပ်ရမလဲနေ့တိုင်းဦးစင်းစဉ်းစားနေတယ်ဒါပဲအဖြစ်ကဒီတစ်ခုတည်းပဲဒီဟာပဲစဉ်းစားနေငါဘယ်လိုလုပ်ပေးရမလဲဒါပေမဲ့ဦးစင်းဘလောက်စွမ်းဦးစင်းတယောက်တည်းလုပ်လို့ရမလားမရပါဘူးဗျာပတ်ဝန်းကျင်တစ်ခုလုံးနဲ့ဆိုင်ပါတယ်အခုကမ္ဘာအရပ်ရပ်ကိုဦးစင်းတို့သွားတဲ့အခါအောင်မြင်နေတဲ့နိုင်ငံတွေကြည့်လိုက်ရင်သူတို့တွေကဗုဒ္ဓဘာသာဗုဒ္ဓအဆုံးအမကိုမသိပါဘူးမသိပေမဲ့သူတို့တွေကဗုဒ္ဓအဆုံးအမနဲ့ကိုက်ညီတဲ့အလုပ်တွေကိုလုပ်နေကြဘဝယက်တည်မှုမှာ၅ပါးသီလချိုးဖောက်เสียမလိုပဲနဲ့စာဝတ်နေရေးပြည်လည်နေကြတယ်မိမိတို့နိုင်ငံအကျိုးရှိမဲ့မိမိပတ်ဝန်းကျင်အကျိုးရှိမဲ့လုပ်ငန်းတွေကိုဖြောင်းဖြောင်းမတ်မတ်ကြီးလူတိုင်းကိုယ်စီဆောင်ကျင်းထားကြတယ်ဒါတော့တွေ့တမာရီလည်းသိကောင်းတယ်သူကမော်တော်ဘီကယ်ကွယ်ရမို့လို့လည်းလမ်းစီကမ်းမဖောက်ဘူးစီပင်ကမမြင်လို့လည်းအမိုက်ခိုးမပစ်ဘူးနော်သူတို့သိပြီးတော့တမာရီရှိတာနော်ဥပရိမဲ့ဘာတစ်ခုမှမလုပ်ဘူးဒီအလုတ်ကပတ်ဝန်းကျင်အတွက်ပျက်စီးသွားမယ်ကိုနေတဲ့ပတ်ဝန်းကျင်တကယ်တော့ကိုချလိုက်တဲ့အမက်ဟာကိုပတ်ဝန်းကျင်ကိုဖျက်ဆီးတာပဲကိုလမ်းစည်းကမ်းဖောက်လိုက်တာဟာကိုအန္တရာယ်ဖြစ်အောင်လုပ်လိုက်တာပဲဒီနေ့မြန်မာနိုင်ငံကလူတွေခင်ဗျားတို့ပတ်ဝန်းကျင်ပဲကြည့်ဆိုင်ကယ်စီးကမ်းမရှိစီးတယ်နော်နောက်ကနေအခုညဆိုရင်ညကိုဆိုင်ကယ်မှာနောက်မီးကွက်ပါမှာကနောက်ကမြင်မမြင်တောင်မသိနိုင်လောက်အောင်ပညာမဲ့နေကြတယ်ကျင့်ဝတ်စည်းကမ်းတွေဘာတစ်ခုမှမလိုက်နိုင်ဘာတစ်ခုမှ
ကျင့်ဆောင်ခြင်းမရှိဘူးလမ်းပေါ်မှာလမ်းစည်းကမ်းမရှိဘူးအိမ်မှာအိမ်စည်းကမ်းမရှိဘူးကျောင်းမှာကျောင်းစည်းကမ်းမရှိဘူးနေရာတိုင်းမှာပြက်ပြားနေကြတဲ့အတွက်ကြာရှုံးသောနိုင်ငံတော်ကြီးနော်ဆုပ်ယုပ်ပျက်စီးသောနိုင်ငံတော်ကြီးဖြစ်နေအဲ့တော့အဲ့ဒါဘယ်သူတာဝန်လဲဟေးတပည့်တော်တာဝန်လို့ဖြေစားနင်တို့တာဝန်မယူခြင်းလဲယူရတော့နော်ပတ်ဝန်းကျင်ကိုလှည့်ပြီးလက်ညှိုးထိုးပြီးအပြစ်တင်နေရမယ်ကာလမဟုတ်ဘူးကိုစီတာဝန်ယူပြီးတော့ဖြေရှင်းရမယ်အချိန်ရောက်နေပြီအဲ့တော့ဒီနေ့ဦးဇင်းကတော်ကောင်းတို့ကိုမေးမယ်ရရှိထားတဲ့အခုဘဝကိုအရေးနှိမ့်တဲ့လူဖြစ်ချင်လားအောင်မြင်တဲ့လူဖြစ်ချင်လားအောင်မြင်တဲ့လူဖြစ်ပါဗျာဆုပ်ယုပ်ပြက်ပြားဆင်းရဲသူဖြစ်ချင်လားတိုးတက်ကြီးပွားသူဖြစ်ချင်လားတိုးတက်ကြီးပွားသူဖြစ်ချင်ပါဗျာယုံညံ့တဲ့သူတွေဖြစ်ချင်လားမြင့်မြတ်တဲ့သူဖြစ်ချင်လားမြင့်မြတ်တဲ့သူဖြစ်ပါဗျာတန်ဖိုးမဲ့သူဖြစ်ချင်လားတန်ဖိုးရှိသူဖြစ်ချင်လားတန်ဖိုးရှိသူဖြစ်ပါဗျာအဲ့ဒီမေခွန်း၄ခုကိုနေတိုင်းမေးကိုဖြေထုတ်ကိုစီငါတို့မပြင်မဲနဲ့တော့ဒီလောကကိုပြန်မရနိုင်တော့နော်ဒီတိုင်းသွားရင်မြန်မာနိုင်ငံပျောက်တော့မယ်မြန်မာလူမျိုးပျောက်တော့မယ်ဒီနိုင်ငံဒီလူမျိုးဒီသာသနာကွယ်တော့မယ်အဲ့တော့ဒီတိုင်းပဲသွားမလားရအောင်ပြင်မလားဘယ်သူတာဝန်ယူမှာတော့ဟမ်တပည့်တော်တို့အဲ့တော့ဇေယျမြိုင်ကြီးကားဂိတ်ကြီးနဲ့အတူဒီလောကသားတွေအောင်မြင်ရေးအတွက်လောကပြက်ပြားကြောင်းတရားကိုအရင်ပြောမယ်နော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဘုံနာကြီးတယောက်ကလျှောက်တယ်အရှင်ဘုရားဟောဒီလောကကြီးဟာတပည့်တော်အရင်ကကြားဘူးတာတပည့်တော်တို့အာစရိယပရံပရအစဉ်ဆက်ပုံနာတွေအစဉ်ဆက်သယ်ဆောင်လာခဲ့တဲ့သတင်းစကားတွေအရာဘိုးဘွားဘီပင်တွေပြောဆိုခဲ့တဲ့စကားတွေအရာဟောဒီလောကကြီးဟာတစ်ချိန်တုန်းကလူသားတွေဟာကြက်ပြန်တကြစီကားပြီးတော့သိမ့်ပြီးတော့ตายဝပြောခဲ့တဲ့လောကကြီးတဲ့အဲ့ဒါလောက်လူတွေများနေတဲ့ကာလကြီးမှာစားစရာလည်းမပူရဘူးဝတ်စရာလည်းမပူရဘူးနေစရာထိုင်စရာလည်းမပူရဘူးအလုံးငြိမ်းငြိမ်းချမ်းချမ်းပြည့်ပြည့်စုံစုံပျော်ပျော်ရွှင်ရွှင်နော်ချမ်းသာတဲ့လောကကြီးတစ်ခုဖြစ်ခဲ့တယ်လို့တပည့်တော်တို့ကြားဘူးတယ်လေအခုကြတော့လူကတဖြည်းဖြည်းနဲလာပြီးတော့စာနာရိတ်ခါလည်းမဖူးလုံးစီးပွားရေးလည်းမပြေလဲနေရထိုင်ရေးလည်းစိတ်မအေးရသွားရေးလာရေးလည်းစိတ်မနှွေးရအရာမှာပူပင်ကြောင်းကြပြီးနေရတာဘာလို့လဲဖရာတဲ့လီလောကကြီးဘာကြောင့်ပြက်သွားတာလဲတဲ့အဲ့ဒါဖရာလက်ထက်ကပြောတာအဲ့ဒီခေတ်ကတော့ပြက်နေပြီဆိုခုပြောเสียရမလို့တော့နော်ဒီလောကကြီးဘာလို့ပြက်သွားသလဲတဲ့မြတ်စွာဘုရားတကားကြီးတဲ့လောကပျက်စီးကြောင်းတရား၃ပါးရှိတယ်ဗါတဲ့လောကပျက်စီးကြောင်းတရား၃ပါးရှိတယ်တကားကြီးတဲ့နံပါတ်၁ကအဓမ္မရာဂတွေကြောင့်ပြက်သွားတယ်ဗါတဲ့အဓမ္မရာဂနော်ရာဂဆိုတာတတ်မဲ့မှုနော်လိုချင်မှုနှစ်သက်မှုနော်ဆွဲလန်းမှုဒါယာကအဲ့ဒီယာကမှာအဓမ္မယာကတဲ့မနှစ်သက်သင့်တာတွေကိုနှစ်သက်တယ်မခုံမင်သင့်တာတွေကိုခုံမင်တယ်မဆွဲလန်းသင့်တာတွေကိုဆွဲလန်းတယ်အဓမ္မရာဂဒုတိယဝိသမလောဘပါတယ်လေဝိသမလောဘကြောင့်ဒီလောကကြီးပြတ်သွားတာတဲ့ဇေယျမြိုင်ကြီးလည်းမှတ်ထားกว่าမင်းတို့3နှစ်ရှိပြီဆိုတော့ရှေ့ကိုမပြတ်အောင်နော်ခဏနေကြတော့မင်းတို့နဲ့ဆိုင်တာလည်းပြောမယ်ငါတို့နဲ့ဆိုင်တာလည်းပြောမယ်တလောကလုံးဆိုင်တာလည်းပြောမယ်နော်အရင်ဆုံးမှတ်ထားတစ်ကအဓမ္မရာဂပြောနှစ်ကဝိသမလောဘပါတယ်လေနံပါတ်3မိစ္ဆာဓမ္မတဲ့ပြောဘယ်နှပါတော့
တရား3ပါးအဓမ္မယာကဆိုတာတို့ဘုန်းကြီးတွေကစပြောမယ်နော်မင်းတို့ပဲပြောနေရင်မတရားရာရောက်နော်အခုတို့သာသနာတော်မှာမင်းတို့ကိုးကွယ်နေတဲ့ယဟန်တန်ခါလောကသည်မင်းတို့စိတ်တိုင်းမကြဘူးဆိုတာငါသိကြသလားငါလည်းမကြဘူးနော်ယဟန်လောကမှာယဟန်တော်တွေမြတ်စွာဘုရားရဲ့တပည့်သားတွေရဲ့တာဝန်ဟာပရိယပရိပါပရိဝေဒသာသနာလုပ်ငန်းတာဝန်3ရပ်အဲ့ဒီထဲမှာတကယ်ထမ်းဆောင်ရမယ့်တာဝန်2ခုပရိယနဲ့ပရိပါဒီအလုံး2ခုပဲရှိအဓမ္မယာကဆိုတာဘုန်းကြီးတွေဘွယ်တစိတ်တွေနောက်လိုက်ယာဓုတွေနောက်လိုက်လတ်လာဘနောက်လိုက်လာဘသက်ကာယသီလောကဘုန်းကြီးငွေရဖို့ရှာနေရပြီဆိုကြအဲ့ဘုန်းကြီးပြက်ပြီဟုတ်လားမဟုတ်ဘူးလားယာဓုရဖို့ယာဓုနောက်လိုက်နေပြီဆိုကြအဲ့တန်ကအဲ့ဒီသာသနာပြက်ပြီဘယ်သူမကျေနပ်နပ်ကျေနပ်နပ်ဒါလောကသဘာဝအမှန်တရားပဲနော်ဘယ်သူမုံမုံချစ်ချစ်ဓမ္မဂတိကမုံတာလည်းဂရုစိုက်เสียမလို့ချစ်เสียလည်းဂရုစိုက်เสียမလို့ကျုပ်ကဘုရားရှင်ရဲ့သားအဖြစ်တရားဟောတာမှန်ရကိုပြောမှာနော်ဒီလောကဘွဲတစိတ်ဂုံတူးတွေနောက်လိုက်နေပြီဆိုရင်အဲ့ဒီသာသနာလုပ်ငန်းစဉ်တွေမှန်မှန်ကန်ကန်လုပ်နိုင်မှာမလားမလုပ်နိုင်တော့ကြာရှုံသောလောကနော်ဆင်းရဲသောလောကအလုံးဆင်းရဲသွားပြီနော်နောက်ပြက်ပြားသောလောကနော်ဒီလောကသားတွေပြက်ပြားကုန်ပြီရှင်းရလားယုံညံ့သောလောကဖြစ်သွားပြီယုံညံ့တဲ့အလုပ်တွေနဲ့အချိန်ကုန်တာလာဘသက်ကာယတိလောကနောက်လိုက်နေတဲ့ဆိုကြတဲ့ကယဟန်တန်ခါဘဝသီလရှင်ဘဝဆုံးရှုံးသွားပြီဘဝပြက်သွားတာနဲ့အတူတူပဲရှင်းရလားတန်ဖိုးမဲ့သောဘဝတဖြည်းဖြည်းတန်ဖိုးမဲ့လာတယ်လူတွေကတောင်ကလော်ဆဲတာခံလာပြီနော်လူတွေကခိုင်းစေတာခံလာပြီလူကထိုင်ဆိုထိုင်ထဆိုထသွားဆိုသွားယဟန်တန်ခါဆိုတာလောကရဲ့ရှေ့ဆောင်ကုသိုလ်ကောင်းမှုတို့ရဲ့စိုက်ပျိုးရတကယ်လေယာမြေကောင်းလက်အုပ်ကလေးခြိတာနဲ့ကုသိုလ်ရနိုင်ရမယ်ပုဂ္ဂိုလ်ကြီးခုတော့လက်အုပ်ခြိဖို့ထားလို့ကလော်တုတ်တာခံရတော့ပါလားဒါဒုဘက်ပြောတာအခုမင်းတို့ပဲမင်းတို့အလဲရောက်လာပြီနော်အခုလူလောကကြီးမှာလည်းအဖက်ဖက်ကဘာလို့ပြက်ပြားသွားသလဲနော်တရားရေးထမ်းဆောင်တဲ့လူကလည်းတရားရေးကအဓိကမဟုတ်ဘူးငွေနဲ့ယာဓုကအဓိကဖြစ်နေအင်ဂျင်နီယာဆောက်လုပ်ရေးလုပ်နေတဲ့ကောင်တွေကလည်းဒီဆောက်လုပ်ရေးကိုငါဆောက်ထားတာနှစ်ပေါင်းဘလောက်ကြာတဲ့အထိမပြည့်ရွေးဘူးအသုံးပြုရတာအဆင်ပြေတယ်နော်အင်ဂျင်နီယာတွေဂုံယူရမယ့်အရာကိုမသွားဘဲနဲ့ဒီအဆောက်အုံဆောက်လိုက်တာငါအတွက်ဘလောက်ကြံတယ်နော်ငါဘလောက်ရလိုက်တယ်ဆိုတော့ပြက်ပြားသောအင်ဂျင်နီယာဆေးကုနေတဲ့ဆရာဝန်ကကိုရှိရောက်လာတဲ့လူမမာအနာယောဂသက်သာဖို့ယောဂဗျာတွေကနေလွတ်မြောက်ဖို့စေတနာထားပြီးဆေးကုရမယ်အစားငွေရဖို့ယာဓုရဖို့ဂုံဓုရဖို့နော်မတတ်မဲ့တင်နာတွေကိုတတ်မဲ့တယ်မနစ်သက်တင်နာတွေကိုလောကသားအားလုံးမင်းတို့နိုင်ငံမှာကြိုက်တဲ့ရှုထောင့်ကကြိုက်တဲ့ခေါင်းစဉ်တက်ပြီးကြည့်ဘယ်ခေါင်းစဉ်မှမအောင်မြင်ဘူးရဲကြည့်တော့လဲရဲစုပ်ရဲပြတ်စစ်ကြည့်တော့လဲစစ်စုပ်စစ်ပဲ့နော်အင်ဂျင်နီယာကြည့်တော့လဲအင်ဂျင်နီယာစုပ်အင်ဂျင်နီယာပြတ်ဆရာဝန်ကြည့်တော့လဲဆရာဝန်စုပ်ဆရာဝန်ပြတ်ကျောင်းဆရာဆရာမကြည့်တော့လဲဆရာစုပ်ဆရာပဲ့ကျောင်းစာမသင်မဲနဲ့ပတ်စံယူဖို့ကြိုးစားနေတယ်။ဂိုင်းဘယ်လောကကောင်းလို့ပြောစမ်းကွာ။ဘာလို့မကောင်းတာ။တရားနဲ့လျော်စွာကျင့်သလားမကျင့်ဘူးလား။အာဓမ္မယာကတွေကိုကြတဲ့တာဝန်ကိုတတ်တဲ့ပညာနဲ့လောကကိုအကျိုးပြုဖို့အကျိုးဆောင်ဖို့လို့မခံယူဘဲနဲ့လာဘသက်ကာယတိလောကအာဓမ္မယာကနောက်လိုက်နေဇေယျမြိုင်ကြီးနော်ဇေယျမြိုင်ကြီးကလည်းခရီးသွားများပြီဆိုရင်လက်မှတ်ဈေးတွေကတက်ကုန်ပြီ
Đó bà là Adama Yaga tu ga Bông man gạo chế thế bố ya chế này Bông man đi công tế yin Tế ya nguyên công tế yin Xe thấy mẹ mẹ yin Tế ya mà nguyên lúc Tế ya mà dù bé lông Và mà mấy gì mà lù Adama Yaga Đó dù gì mà nhìn Nó cần lên đêm nhau ngán đêm nhau Để là ông là Mà là này nó bù Adama Yaga ta thay yin biết đâu mấy đấy Xem là Ê là mà Tế ya bố khổ đấy Nó ná lên là Dhammakrikaဆိုတာဒါနော်သူတို့ဘာသမတ်သမတ်ငါဓမ္မကရိကငါခံယူထားတဲ့ဓမ္မကရိကဒါလောကကိုအကောင်းဆုံးအကြောင်းအကျိုးအပန်းအမှန်လမ်းညွှန်မှုမပေးနိုင်မဲနဲ့ဓမ္မကရိကလို့ခေါ်လို့မရဘူးနောင်ပင့်ကျင်ပင့်မပင့်ကျင်နေကွာနော်ဘယ်သူသဘောတူတူမတူတူအာဓမ္မယာကဝင်လာရင်နော်ဂိတ်ထောင်လည်းပြက်မှာပဲယုံဆိုင်လည်းပြက်မှာပဲလောကတစ်ခုလုံးဘာဖြစ်သွားမလဲပျက်စီးသွားမယ်မတတ်မဲ့သင့်တာတတ်မဲ့နေတယ်ဆိုတော့အခုကိုချင်းသိက္ခာတွေမှာလည်းဒီတိုင်းပဲနော်ညီကိုမောင်နှမသားမိသားဖာဆရာတပည့်ထားတဲ့စီကံတွေမရှိဘူးလားအဲ့ဒီစီကံတွေချိုးပေါက်လာတာအာရမယာကခေါ်တယ်ရှင်းလားသဘောပေါက်သလားအခုမဖြစ်သင့်မကြားဝတ်မနာတာတွေနင်တို့နိုင်ငံမှာဗုဒ္ဓဘာသာကိုးကွယ်ပြီးများစွာသောရာဇဝတ်မှုတရားမှမှုတွေများစွာမကြားဘူးလားအေးသားမိချင်းမြေလှုနေတာတဲ့နော်သားဖာချင်းအမွေကိစ္စဆောင်ရွက်နေရတဲ့အာရမယာကတွေဘာလဲလဲအရွယ်မတိုင်သေးတဲ့ကလေးလေးတွေမဟာရိယာပြုတဲ့ဘာလဲအဲ့ဒါအာရမယာကဒီလောကပျက်စီးနေတာနင်တို့နားထောင်ကောင်းအောင်ပြောနေတာမဟုတ်ဘူးနော်ဒါတွေကိုအားလုံးအသိစိတ်နဲ့ဝိုင်းဝန်းပြီးတော့ထိမ့်သိမ့်ဖို့လိုတယ်မတရားမှုကိုလက်မခံဖို့လိုတယ်ကိုယ်ပတ်ဝန်းကျင်မှာဒီလိုပုဂ္ဂိုလ်ကိုမောင်းထုတ်ဖို့လိုတယ်နားလဲလားသဘောပေါက်သလားကြည့်ပြီးတော့အမလီဒီလိုကြီးတဲ့ဆိုပြီးနေလို့ရှိရင်ခင်ဗျားတို့လာမယ်နောက်ကဝတ္ထုထိုးမယ်နော်အဲ့တော့အာရမယာကသည်သိမ့်ပိုက်ထားရမယ်တရားလားမောင်းထုတ်ရမယ်တရားလားသဗ္ဗပပတ္တအကရဏံသဗ္ဗအလုံးစုံသောပပတ္တမကောင်းမှုတို့ကိုအကရဏံမပြုဘဲမကျင့်ဘဲနော်ဝေးစွာရှောင်ရှားမောင်းထုတ်ပြရမယ်လို့မြတ်စွာဘုရားပြောထားတယ်ဒီတခွန်းနဲ့ဒီမှာပြီးနေပြီဇလံအာရမယာကအကျေကြီးတော်ပြောစရာတွေတပုံကြီးပဲအဲ့တော့ယဟန်မှလည်းယဟန်လျောက်လူမှလည်းလူလျောက်ထားအပ်တဲ့တရားတွေစောင့်ထိန်အပ်တဲ့တရားတွေနော်ကျင့်ရတဲ့ကျင့်ဝတ်သိက္ခာတွေလိုအပ်မလိုအပ်ကိုလောကကိုသစ္စာစောင့်သိကြမှာအာရမယာကကိုခမည်းတော်မောင်းထုတ်နိုင်မှအောင်မြင်တဲ့ဘဝတစ်ခုကိုရမယ်တိုးတက်ကြီးပွားခြင်းကိုရမယ်ရှင်းလားလောကသားတွေဒုက္ခဏနဲ့သူအသီးသီးအခုဦးဇင်းတို့ပြောတဲ့ထဲမှာမပါတာတွေတပုံကြီးရှိသေးတယ်ဒါပေမဲ့ဒီလောကမှာဘယ်ခေါင်းစဉ်တက်လိုက်နော်အားလုံးဟာအာရမယာကကြောင့်ပြည့်နေကြပြီနော်အဲ့တော့အဲ့ဒီပြည့်နေတာကိုဒီတိုင်းထားမလားပြင်မလားပြင်သင့်သလားပြင်နိုင်ပါမလားဘယ်သူကတောင်းယူမှာတော့ညပြောသားတပည့်တော်တို့ဒီထက်သေးကြအောင်ဆိုရင်တပည့်တော်တာဝန်ယူပါမယ်ဖရာတို့မနေနဲ့တော့ဘုကောင်တွေပါခြင်းမပါမှာနော်မပါတဲ့လူလည်းညှိုးထိုးပေါ်နေကိုယ့်ဟာကိုယ်သာတာဝန်ယူကြရှင်းမလားကဲဘယ်သူတာဝန်ယူမလဲတပည့်တော်ညပြောသားဘယ်သူတာဝန်ယူမလဲပွင့်ထွက်သွားပါစေငါပြင်ပေးမယ်ဒီလောက်ကတော့မိုင်နာပဲတော့ပါလေနော်အလုံးကျင်းတတ်သလားနင်တို့ကံကောင်းတာဒါမနေ့ကမြိုင်မှာဟောမလို့နော်မြိုင်ကြတော့ဟိုမှာမုံတိုင်းနဲ့မိသွားတော့ဟိုမှာငါမှသီလာပေးပြီးဆင်းပြေးလာနော်အခုဒီနေ့ရေစကြိုးနော်ထိုက်တန်နာရတဲ့တရားလို့မှတ်ပါအာဓမယာကနော်အခုတို့လောကကိုကြီးစိုးနေပြီလွှမ်းမိုးနေပြီဘယ်သူပြင်မှာတော့
တပည့်တော်ဒို့မထင်နဲ့ဟဲ့ကွာဘယ်လိုလဲတပည့်တော်ပြင်မှာပါဖေဟာပြန်ပြောအားလုံးကိုတာဝန်ယူထားစောစောကမေကွန်းမနေ့တိုင်းခင်ဗျားတို့မေးစမ်းငါဟာကြာရှုံးသူဖြစ်ချင်လားအောင်မြင်သူဖြစ်ချင်လားနော်ငါသည်ဆုပ်ယုပ်ပြက်ပြားသူဖြစ်ချင်လားတိုးတက်ကြီးပွားသူဖြစ်ချင်လားငါဟာယုံညံ့သူဖြစ်ချင်လားမြင့်မြတ်သူဖြစ်ချင်လားတန်ဖိုးမဲ့သူဖြစ်ချင်လားတန်ဖိုးရှိသူဖြစ်ချင်လားကိုမေးမနေ့လင်းလာအိယာထားကြတဲ့ဒီကဒါနဲ့တာထွက်ရမယ်အောင်မြင်ခြင်းဖြစ်ချင်အောင်မြင်သူဖြစ်ချင်ရင်အောင်မြင်ကြောင်းအလုပ်တွေကိုလုပ်ရမယ်ကျောင်းဆရာတယောက်တစ်ဖြစ်ကိုဘဝကိုယက်တည်နေရင်အောင်မြင်တဲ့ကျောင်းဆရာတယောက်ဖြစ်ရအောင်မြင်တဲ့ကျောင်းဆရာဆိုတာငွေများများရအောင်ရှာနေတဲ့ကောင်လားကျူရှင်ခိုးတင်နိုင်တဲ့ကောင်ပြောတာလားကျောင်းမှာစာမတင်မဲ့ကျူရှင်ကျမ်းမှာတင်တဲ့ကောင်မျိုးကိုပြောတာလားတော့ပါလားကလေးတွေကိုခါတဲ့သူ့ကျောင်းကကလေးများများအောင်ပြီးရောမေကုန်းခိုးပေးတဲ့ကျောင်းဆရာကိုပြောတာလားစာခိုးနီးတင်ပေးတဲ့ကျောင်းဆရာကိုပြောတာလားငါလည်းရှုတော့အကုန်သိထားတော့ပြောစရာတွေတပုံကြီးပဲကွာဗျံပရာပညာရေးနဲ့ကမောက်ကမဘယုံသုံးကန်းဘယုံဒုက္ခလူတွေနေတဲ့နေရာပြောလို့ကိုမကုန်ဘူးတော့ပါတယ်နော်ကြည်ရောကျင်တတ်သလားကိုလောကကိုပြင်ဖို့လိုတယ်အာဓမယာကနောက်ဝိသမလောဘဘာလဲလဲဝိသမလောဘဆိုတာရသင့်ရတိုက်တာထက်မလုပ်တာပိုရကျင်တာဗါလဲသူများမိုးရွာလို့ရေကြီးနေပါလေဆိုမှဆန်ဈေးရတက်သွားစီဈေးရတက်သွားအဲ့ဒါဘာသမားတွေဝိသမလောဘသမားတွေနော်စီဈေးတက်လဲဆိုကားလက်မကဈေးတက်သွားစီဈေးကြတော့ပြန်မကြောက်အဲ့ဒါဘာဟာတော့ဗျာဝိသမလောဘကျင်တ်သလားအားလုံးခန္ဓာအသီးသီးမှာခင်ဗျားတို့ကျွတ်တို့တွေအားလုံးနော်မအောင်မြင်တဲ့လောကတစ်ခုဆုပ်ယုပ်ပြက်ပြားတဲ့လောကတစ်ခုယုံညံ့တဲ့လောကတစ်ခုတန်ဖိုးမဲ့တဲ့လောကတစ်ခုဖြစ်နေရခြင်းဒုတိယအကြောင်းရင်းကဝိသမလောဘကိုလုံနိုင်တာထက်ပိုရခြင်းကဲလှုပ်သလောက်ရတာထက်လှုပ်တာထက်ပိုရတာဘယ်ဟာကြိုက်တယ်လှုပ်တာထက်ပိုရတာနဲ့မလှုပ်ဖဲရဘယ်ဟာကြိုက်တယ်ဒါငါရှိမို့လို့နင်တို့ပြောတာကိုတော့ပါလားသူမင်္ဂလာမန္တလေးတက္ကသိုလ်ဘွဲရအကြောင်းပြီးသွားတော့ခမဲတော်ကြီးကကုံတယ်ကြီးဆိုတော့အဆက်အသွယ်ကောင်းတယ်မိတ်ဆွေကောင်းတွေရှိအလုပ်တွေလာပေးတာဒီနေ့လမ်းပေါ်မဟာရယတောင်းနေတဲ့တောင်စားဂိုင်းပေါ့ကွာလမ်းကွန်ဘာကွန်မှမသိရှောက်ကောက်နေတဲ့ကောင်တွေရှိတယ်နော်အဲ့ဒီခွန်တွေအရင်ဆုံးပေးတာသူမင်္ဂလာပေးတာနော်ယူတဲ့မင်းဘာလို့ရမှာလဲလမ်းပေါ်တောင်းစားကားတွေဘိန်းလိမ့်ကွန်သင်းမောဘဝချကြရဘိန်းကွန်ဆောင်ခဲ့ရထတောင်းတုံးရှိသေးတယ်နော်ဗျံပရာတိုင်းပြီအဲ့တော့သူတွေပေါ်မှာမဟုတ်မမှန်လှုပ်ရှားမဲ့လို့မလှုပ်ဘူးလို့ပြန်ပေးလိုက်ဟာကုံတော်ရေးသွားလှုပ်တယ်မင်းကြိုက်တာသွင်းဆန်းกว่าတယ်ငါတို့ရှိတယ်သွင်းမှုအမြတ်ရယုံတက်တက်အလုပ်တစ်ခုလုပ်နေတာမဟုတ်ဘူးလို့ကျုပ်ရဲ့ကာယအာညာဏအားစိတ်တအားဒီအားတွေနဲ့ကိုယ်လောကကိုအကျိုးပြုဖို့အလုပ်လုပ်နေတာလို့ပတ်စံချမ်းသာမှုတစ်ခုတည်းအတွက်လူဘဝကိုယက်တည်နေတာမဟုတ်ဘူးလို့ခံယူချက်ကလေးတွေသိအရေးကြီးပါတယ်ငွေမရှိလို့ဘာမှဖြစ်မသွားသလိုဘာပွဲဒူးမှမရှိလို့လည်းဘာမှဖြစ်မသွားနိုင်အကျိုးပြုနိုင်ဖို့ပဲလိုတယ်တန်ဖိုးရှိတဲ့လူဘဝရဖို့ပဲလိုတယ်ဒီနေ့ထိဦးဇင်းတို့ဒီတိုင်းကိုယ်ခံယူချက်တိုင်းမရှောင်နေတယ်သူများရောင်တိုင်းရောင်တဲ့ထဲမှာတို့မပေါငွေလည်းမလိုဘူးဂုံလည်းမလိုယာဒူးလည်းမလိုကိုတတ်ထားတဲ့ကာယညာဏစိတ်ဓာတ်အားနဲ့ကိုလောကကိုအကျိုးပြုနိုင်ဖို့
သူမင်္ဂလာဘယ်နာရက်တည်နေတယ်ဘာလို့ခင်ဗျားတို့သိတယ်ကျုပ်ရှင်းပြနေကြမလို့သဘောပါလားကြည်ရောကြည်တတ်သလားအဲ့ဒီမဟုတ်တရုပ်လုပ်ငန်းတွေမင်းငါသားဒီလှုပ်လှုပ်ဘာဖြစ်လို့အောက်ဆိုင်များများရတယ်ဟဲ့လုံးမလုပ်ရသေးဘူးအောက်ဆိုင်ကလာနော်အဲ့ဒီတောင်စားအလုပ်ဓမြအလုပ်ကျုပ်မလုပ်ဘူးလို့လာမခိုင်းနဲ့လို့တမန်အာဇီဝကြတဲ့အလုပ်နဲ့ပဲဘဝကိုယက်တည်သဘောပေါက်လားဝိသမလောဘဘယ်လိုမြို့မှာစံပြပုဂ္ဂိုလ်တွေအများကြီးရှိတယ်မိုးကုတ်မြို့ဆိုတာမိုးရွာတိုင်းတရားကျိုးတာအစင်လာခုထိမပြတ်သေးဘူးနော်ရိုးရမပြတ်တဲ့မြေဆိုတာအဲ့ဒါနော်မိုးရွာတိုင်းတောင်ပြိုတယ်တရားကျိုးတယ်ဘယ်သူမှအာမခံပြင်မဲ့လူမရှိဘူးအာမလည်းမခံဘူးလေလမ်းပြင်တဲ့လူကလည်းတစ်နှစ်ခံပြီးပြက်မှအစင်ပြေမှာဒါမှသူ့တော့ကြိုက်မှာဟုတ်အဲ့တော့တစ်နှစ်ပြက်လမ်းများကိုသာသူတို့မကြာပြင်လေးရှိတယ်ရာသက်ပံလမ်းပြင်နေသောနိုင်ငံကိုမြန်မာနိုင်ငံဟုတ်ခေါ်ပါတယ်နော်ဘယ်တော့မှမပြီးဘူးသူကနော်တခါမြန်ဖတ်လိုက်တယ်ဦးဇင်းတို့ဒီလမ်းဘယ်တော့မှဖောက်တာလဲဆိုတော့လွတ်လိုက်ရပြီးကစားဖောက်တာတဲ့လမ်းဘေးမှာဆိုင်းဖို့ရှိတယ်ဖို့မြေတဲ့အသားမသေးသေးပါတဲ့နှစ်60လည်းမသေးဘူး80လည်းမသေးဘူး100လည်းသေးမှာမဟုတ်ဘူးအဲ့လောက်တော်တဲ့တိုင်းပြည်သဘောပါလားခြေဟောကျင်းတတ်သလားစဉ်းစားနေလို့အဲ့တော့ဒီလောကကြီးဘာလို့ပြည့်စည်နေဆိုဝိသမလောဘတွေလွှမ်းမိုးနေတယ်မလုတ်ဖဲနဲ့ရကျင်တဲ့ယုံဝဏ္ဏများလည်းယုံသွားကြအောင်ဆောင်ပြီးတော့လာကထုတ်ယုံမကဘူးအောက်ဆိုင်ကလေးပါရှာလိုက်သေးတယ်စရင်ဌာနအားလုံးကလိန်နေတယ်သဘောပါလားကျောင်းဟိုတနေ့ကမီတာကလာကောက်မီတာကတွေဈေးတက်သွားပြီတဲ့အရင်တုန်းက10သိန်းနဲ့အခုသိန်း20တဲ့မပေးနိုင်ဘူးကွာလို့နော်အဲ့တော့ကျောင်းကပ်ပြီးကြီးလောက်လိုက်ဆိုတော့ဘာမှမဟုတ်တဲ့ဘုန်းကြီးတဲ့မီတာဓာတ်ပုံရိုက်ပြီးယုံသွားတယ်သူရေးထားတဲ့စရင်နဲ့မီတာမှာရှိနေတဲ့နံပါတ်ကတခြားစီပဲအဲ့တော့မင်းတို့ဘလို့ပြန်ရော်ပေးမလဲဆိုတော့ပဲလက်လန်နေမျက်ဖြူဆိုင်ဘလို့ပါနဲ့အကိုကြီးရဲ့ကျွန်တော်တို့ကရှော့ခင်လျှက်စစ်ယုံမှာ10တန်းအောင်တော့လုံအားပေးလာတာဥမာခြေကအကုန်သိဘယ်စရင်ဘလို့လိန်ပြီးတော့ဘလို့လှဲ့စားနေတော့သိတယ်မီတာကကောက်တဲ့ထဲကမူးစားမဆအကျော်အဲ့တော့ကျုပ်တို့ခေတ်ကတော့မူးခေတ်မခေတ်ကိုဗျနော်မူးစားမဆအကျော်တွေကိုပေါင်းယူပြီးတော့မှဝန်ထမ်းတွေခွဲယူလို့ယူမိစက်ကိုနာယီလျှော့လဲပြီးတော့စီတွေခိုးရောင်းပြီးတော့ခွဲယူလို့ယူအဲ့တော့မီတာကတွေကိုခံမှန်းကျင်တဲ့ကောက်တကယ်လာပြောတဲ့လူရှိလာရင်ဟာကိုကြီးရဲ့ကျွန်တော်တို့ကလည်းဒါစရင်ကအခုကျတော့အစိုးရစီကပြန်တောင်းဖို့ဆိုလည်းမဖြစ်နိုင်ဘူးကြအဲ့တော့အကိုကြီးကလည်းနည်းနည်းပိုသုံးကျွန်တော်တို့ကလည်းနည်းနည်း short ကောက်မယ်နောက်ရက်တွေအဆင်ပြေအောင်ဒါသူတို့လုပ်နေကြကျုပ်ကအကုန်လွတ်ရတယ်ငယ်ငယ်လေးတွေကဘာလုပ်ခဲ့ရတယ်ခင်ဗျာအဲ့လိုပြောမှမလားဆိုဟုတ်တယ်တဲ့ဘုန်းကြီးအဲ့လိုပြောလိုက်တာတဲ့ဘုန်းကြီးဘယ်လိုလုပ်သိတော့အဲ့ရုံးမှာကျုပ်ကလောအားပေးလာတာလို့သဘောပေါက်လားကိုမီတာကိုပြန်ကြည့်ကြမီတာကကြီးတယ်အော်ဘနေနဲ့လိန်ကောက်နေတာဒါလောက်ခိုးနေတဲ့ထဲကရှုံးတယ်ပြောသေးတယ်ကျုပ်ကအံ့ဩလို့မဆုံးသဘောပါလားကြည်ရောကြည်နေသလားကြိုက်တဲ့တောင်ကြည့်လိုက်နော်သူ့လမ်းစဉ်နဲ့သူမှန်မှန်ကန်ကန်ဝင်ရင်ဘယ်တော့မှမရှုံးဘူးနော်လမ်းမှန်ကမ်းမှန်မသွားဘဲနဲ့လျှက်စစ်ယုံသွားကြည့်လိုက်အဲ့မှာဦးဇင်းရဲ့ဇရာပေါ်မှာမီတာတစ်လုံးအတွက်ထိုင်ဆောင်ရတယ်တဏီကိုနော်မန်နေဂျာကြီးကဘာလုပ်လို့ဆိုတော့မအားသေးဘူးစောင်းနဲ့ချဲတွက်ခဏတည်းကျသူမယားတွေနဲ့စကားပြောနေ9 နာရီထိုးတော့ပြီးပြီပြန်တော့မယ်တဲ့ဟင်ဒီမှာစောင့်နေတာမနဲ့ကလေးကဆောမစားပဲနဲ့နော်ခင်ဗျားဘာလောက်တာမှအလုတ်လောက်တာမတွေ့လိုက်ဘူးလို့ကျုပ်သိကျင်လို့ကိုထိုင်စောင့်နေတာလို့ငါပြန်နဲ့လာကျုံနဲ့စကားပြောမယ်မန္တလေးတိုင်းမှာတိုင်းရုံးမှာနော်အဲ့ဒါကျုံမိဂရာဝန်ကျောင်းထူထောင်တော့ကိုတွေ့ကြုံခဲ့တာအဲ့တော့သူတို့ဇရာကြီးကြီးလိုက်တယ်နော်စက်ယုံကထွက်တဲ့လျှက်စစ်အသုံးပြုတဲ့လျှက်စစ်လေလွင့်နေတော့လျှက်စစ်ဘယ်ဟာများတယ်ထင်လို့အားလုံးသိတယ်ခင်ဗျလေလွင့်နေတာများနေတာအဲ့ဒီနေရာတော့ဘယ်လိုထိန်းရမှမစင်စားဘူးလူလောကမှာဗျံဗလာလုံနေကြတာဝိသမလောဘရှင်းမလားနိုင်ငံတော်ကိုရောက်သွားတာမဟုတ်ဘူးသူ့အိတ်ထဲထည့်သွားကြတာကျွတ်တို့မြို့မှာဘယ်လောက်ထိအညစ်ခံရလဲဆိုတခုခုလုံမယ်ဆိုရင်မီတာတစ်လုံးမီတာရှိတဲ့လူတွေတိမ်9000ဟာကိုတော့9000ဆိုတာသိအောင်ရှားတာနော်ဘာလို့ဖို့လို့ဆိုတော့လျှက်စစ်အင်ဂျင်နီယာ
အလုတ်ပြောင်းမှာမို့လို့နော်အဲ့တော့ဒီလိုနိုင်ငံကြီးမှာနေရတာအဆင်ပြေလားကဲဘယ်သူပြင်မှာတော့ဘယ်သူပြင်ပေးမှာတော့အေးနင်တို့ဘုံမှာပဲမဟုတ်ဘူးနင်တို့မဟုတ်တာအလုတ်တာလက်ခံနေလို့ဒီတိုင်းပြည်ဒီလိုဖြစ်နေတာရှင်းလားအဲ့တော့တေအာဓမယာကဖို့မိတ်ဗရမိတ်မိတ်မရနဲ့နင်တို့သိချင်းစိုးသိကုန်မယ်ပြောနိဝိသမလောကနောက်မိစ္ဆာဓမ္မဘာလဲလဲအဲ့တော့ဘာလို့အစင်မပြေတော့ဘေးတင်သွားမေးမယ်ရင်လိုင်းမှာဘောတော်ရင်တွေအက်ဆီဒင့်မဖြစ်အောင်ဘေးတင်ဆရာနာမှာရရချီပြီးတပြေပန်းလေးထိုးသွားမတိုက်ဘူးနင်တို့ကားတွေမောင်းညင်တို့သာမောင်းရမလားဟမ်ရဲရစာရွေးပြီးမှထွက်အမှုသမားဒရိုင်ဘာတင်မောင်းထားအဲ့ကားဟမ်သဘောပါလားကျုံးလို့ရှိရရဘေးတင်ရှာတော့ကိုယ့်အကိုရှာတာပေးတော့သူတို့သွားပေးတယ်ခဏနေလာပြန်ပြီနတ်ကြောနော်တခါဦးဇင်းတို့ကြိုက်ချိုပဲသွားတာအမှန်ဟိုးမော်ဒမြိုင်ဘက်ကရိတ်တာတစ်ခုမှဦးဇင်းကလေဘင်းမှာခွဲရစိတ်ရတော့မှမလို့မခွဲဘူးမစိတ်ဘူးကငါတရားသွားအထုတ်မယ်ဆိုပြီးသွားတယ်ဖြစ်ကျင်တော့လမ်းမှာကားပြက်ကြိုက်ချိုမဝင်ငယ်လေးပြက်နတ်ကြောကပါလာတယ်ဒါမှမဟုတ်ပြောပါတယ်ဝတ်သားတွေမတင်ခင်းနဲ့ဆိုနော်မကုန်းမယ်တော်ကြီးကမကြည်နဲ့လို့တယ်အမှန်ဟိုကကားကလတ်မရှိတော့နော်သုံးပင်ကလားကားเจ้าကိုငယ်ငယ်လေးကဥမချေကသိလာတဲ့ကောင်၄တန်းကျောင်းသားကလေးကားเจ้าနားလဲခဲ့တဲ့လူကားစာအုပ်တွေဖတ်လာတာအဲ့ဒါနဲ့အဲ့နတ်ကတော့အမြင်ကက်ကရှိရလာစမ်းလို့အဲ့ဒီဘကုန်းမယ်တော်အခုသွားတောင်းပန်ခိုင်းလိုက်မယ်ခင်ဗျားသွားတောင်းပန်မလားလို့ဟဲ့ကောင်တွေကားမပြင်နဲ့အိတ်ကြစို့လို့နော်ဟာလို့မရဘူးလေတဲ့ဘကုန်းမယ်တော်လှုပ်လိုက်လို့ဆိုအဲ့ကလပ်ဖို့ဘကုန်းမယ်တော်နာသွားတောင်းကြည့်လို့သဘောပါလားအဲ့ဒီဥကြောင်ချားနတ်ကြော်နဲ့တော်တော်ခက်တာအဲ့ဒါဘေးကယုံတဲ့လူကယုံဟဲ့ဖွင့်ကြည့်လိုက်မင်းကလပ်မရှိတော့ဘူးကလပ်မရှိပဲဒီကားမောင်းလို့ရမလားမရဘူးလေအဲ့တော့အဲ့ကလပ်ကျွေသွားတာကလပ်ပျောက်သွားတာဘကုန်းမယ်တော်လှုပ်လိုက်တာလားကိုကြီးကြော်ထင်တယ်ငါကြောကပခန်းနာဖြတ်လာအဲ့ကောင်ပြဿနာဝင်ရှာကြောကတော့ပါဆင်းရိုက်ပါခင်ဗျားတို့လုံပေးနေဒီကောင်မူးနေတဲ့ကောင်ဟမ်သဘောပါလားနတ်ကတော့ကင်နိုင်သလားအယောင်းဝယ်ဖြစ်အောင်နတ်ကတော့လှုပ်ပေးနိုင်လားနတ်ကလှုပ်ပေးနိုင်လားဘယ်သူကဘယ်သူအားကိုးရမှာအခုခင်ဗျားတို့မိစ္ဆာဓမ္မကြီးစိုးနေတော့ဆိုဝါကောင်လားဆိုဟိုမှာပတ်စံတွေကိုပလူပြန်လို့တောင်ပြုံးမှာသဘောပါသလားတောင်ပြုံးနဲ့ယရဏပြုကူကွာပြီးငွေဖြုံးဖျားပွဲတဲ့ဆိုပြီးတော့လောင်ကစားဝိုင်းနေကြီးပဲအဲ့ဒါမိစ္ဆာဓမ္မတွေလွှမ်းမိုးနေတာဘာဓမ္မကဉ္ဉံဝရိယအရင်တီးပြီးလောက်ကြပါဆိုတော့ကိုခုံကိုအားတဲ့လောက်အောင်ဘေးတင်ဆရာစီသွားနတ်ကတော်စီသွားတရတဆင်လောက်ကြီးပွားအောင်မယ်နင်တို့ရှင်းလားကဲဒါဖြင့်တရားဘယ်နှပါဒီသုံးပါးလက်ကင်ထားရင်ဘာဖြစ်မလို့ပျက်စီးမယ်ဟုတ်ကလားဒီသုံးပါးလက်ကင်ထားရင်ဒါဖြင့်ဒီသုံးပါးသည်ဆောင်ထားရမယ်တရားလားရှောင်ရှားရမယ်တရားရှောင်နိုင်အောင်ဘယ်သူတာဝန်ယူတော့ဘယ်သူတာဝန်ယူတော့ညတော့မအော်ရင်ကိုမရတာဘူးနော်ကဲကြည့်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာဝတ္ထိမှာသတင်းသုံးနေတော့ယဟန်လေးတစ်ပါးကကျင့်ဝတ်သိက္ခာနဲ့မညီပဲနဲ့လာဘသက်ကာယတိလောကတိုးပွားကြောင်းလွဲမားတဲ့အလုတ်တွေကိလေသာအလုတ်တွေနဲ့အချိန်ကုန်နေတော့ဘေးကသိက္ခာရှိတဲ့ယဟန်များကမနေနိုင်လို့ဆုံးမမရတော့မြတ်စွာဘုရားထံရောက်လာတယ်ပေါ့ကွာတူတူပြောကြပါစို့ရောက်လာတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအေးတဲ့ဒီအလွဲမားတရားတွေဆိုတာကိုယ်တန်တန်မှာနည်းနည်းရှိတာကောင်းလားများများရှိတာကောင်းဟမ်ဒီအလွဲမားတရားတွေက
3ခုလုံးရှိတာကောင်းလားတစ်ခုလောက်ပဲရှိတာကောင်းလားဘလို့ဒီအမှားဆိုတာရှိတဲ့တရားလားမရှိတဲ့တရားဒါဖြင့်နည်းနည်းရှိတာကောင်းလားများများရှိတာကောင်းနည်းနည်းမှနည်းနည်းရှိတာကောင်းတာတော့နည်းနည်းရှိနည်းနည်းပြည့်စည်မှာပေါ့ဟဲ့များများရှိရင်ကျင်တ်သလားအဲ့တော့မကောင်းဘူးလို့သိရင်ဆောင်ထားမလားချက်ချင်းဖယ်ရှားငါဥပမာပေးမယ်တဲ့ဆိုပြီးအဲ့ဒီယဟန်လေးကိုအကြောင်းပြုပြီးမြတ်စွာဘုရားဟောတယ်တခုသောကာလကဗာရာဏသီပြည်မှာဗျမဒမင်းကြီးအုပ်ချုပ်နေတုန်းတို့မြတ်စွာဘုရားအလောင်းတော်ကရွှေဟင်းသာကြီးဖြစ်တယ်ဘာဖြစ်လဲရွှေဟင်းသာကြီးနော်စိတ်တကုတ်တောင်တော်မှာနေတယ်စိတ်တကုတ်တောင်ကဟိမဝန္တာတောင်တန်းကြီးမှာရှိတဲ့စိတ်တကုတ်တောင်ကရွှေလိုင်ကူမှာနေတယ်ဘယ်မှာနေလဲရွှေလိုင်ကူမှာနေပြီးတော့မှဟိမဝန္တာမှာရှိတဲ့ဇာတတရအိုင်ဆိုတာရေအိုင်ကြီးရှိတဲ့တောင်ပေါ်မှာအဲ့ဒီရေအိုင်ကြီးရဲ့ပတ်ပတ်လည်မှာပေါက်နေတဲ့သလေးစဘာတွေအလိုလျောက်ပေါက်နေတဲ့သလေးစဘာသဘာဝစဘာတွေကိုသွားပြီးစားဘုရားအလောင်းဆိုတော့လူတွေစိုက်ပျိုးထားတဲ့ဟာကိုသွားပြီးတော့ရံမရှာဘူးခိုးမစားဘူးလူမစားဘူးတိုက်မစားဘူးလိမ်မစားဘူးပေါ့ကွာတဘာဝအတိုင်းအစာရှာစားအဲ့တော့အဲ့ဒီစိတ်တကုတ်တောင်ရွှေလိုင်ကူကနေဇာတတရအိုင်ကတလေးစဘာကိုသွားစားဖို့ခရီးတာကဝေးတော့ရွှေဟင်းသာမင်းကြီးကတခါတည်းအဲ့ဒီစာရှာအစာသွားစားဖို့သွားတဲ့လမ်းမှာပေါက်ပင်ကြီးတစ်ပင်ရှိတယ်လေဘာရှိတယ်အဲ့ဒီပေါက်ပင်ပေါ်မှာ1000နာဟုတ်ပြီနော်အဲ့တော့ရွှေကူကနေပြီးတော့သပကင်းကိုအသွားပေါက်ပင်ပေါ်မှာ1000နာပြီးတော့မနေ့ခင်းမှာ1000နာပြီးတော့အစာသွားစားညနေဆောင်လို့ပြန်လာတော့တခါပေါက်ပင်ပေါ်မှာ1000နာပြီးမှရွှေလိုင်ကူကိုပြန်ဒီလိုအသွားပြန်အဲ့တော့သွားတိုင်းပြန်တိုင်းနားနေတော့ဒီပေါက်ပင်ကြီးကရုပ်ကစိုးနဲ့ဖရာအလောင်းနဲ့ကဟင်းသာမင်းကြီးနဲ့ကယဉ်နီးနေတယ်ဟုတ်ပြီနော်ပေါက်ပင်သောရုပ်ကစိုးနဲ့ဘယ်သူနဲ့တော့ဘုရားအလောင်းရွှေဟင်းသာမင်းနဲ့ယဉ်နီးနေကြတယ်မိတ်ဆွေတွေဖြစ်နေအဲ့တော့ဟင်းသာမင်းကြီးမနဲ့အစာရှာလာပြီဆိုဟာလာပြီလားကျမကြီးကောင်းသလားကောင်းတယ်ဘယ်နဲ့လုံးလမ်းခီးဘေးရန်ကင်းရလားကင်းပါတယ်နော်အသင်ပေါက်ပင်ကြီးရောရုပ်ကစိုးနတ်မင်းကြီးရောကျမ်းမာရလားချမ်းသာရလားပေါ့မေးမြန်းပြီးတော့သွားကြအဲ့ဒါလို့သွားလာပြီးနေရင်းနဲ့တရက်မှကြတော့တခုသောငဲ့ငယ်မတကောင်ကတနေရာကပညောင်သီးညောင်သီးစားပြီးတော့ပေါက်ပင်ကွာချမ်းမှာမစင်စွန့်နော်အဲ့ဒီမစင်တဲ့ညောင်စည်းပါလာရောပေါ့ကွာဘာပါလာညောင်စည်းပါလာတော့အဲ့ဒီညောင်စည်းကဘာဖြစ်မလဲပေါက်ပင်ကွာချမ်းမှာအပင်ပေါက်ဘာဖြစ်လဲဘာပင်ပေါက်တာကဲညောင်ပင်ဆိုတာဘယ်ပင်ကပ်ပေါက်ပေါက်အဲ့ဒီပေါက်တဲ့အပင်ကိုအကျိုးပြုမလားဘာလို့မလဲအလုံးဘုသူတ္တဖြစ်မှတ်ထားညောင်ပင်ဟာထမ်းပင်မှာပဲကပ်ပေါက်ပေါက်နော်ပေါက်ပင်မှာပဲကပ်ပေါက်ပေါက်သရက်ပင်မှာပဲကပ်ပေါက်ပေါက်ပေါက်ချင်ရမှာပေါက်ညောင်ပင်ကြီးလာရင်အဲ့ဒီသူပေါက်တဲ့အပင်ကိုဘာဖြစ်တော့မြုံပလိုက်တယ်သဘောပါလားအလုံးမထားအလုံးမထားဒါတော့ညောင်ဆိုတာဘုရားဖြစ်တာလဲညောင်ပဲအပင်ဖြစ်တာလဲခုညောင်ပင်မကောင်းကြောင်းတရားဟောနေရတယ်ဒါပေမဲ့ခုဦးစင်းကစဉ်းစားနေတာတနိုင်ငံလုံးငါတစ်ပင်စိုက်ပျိုးရေးပြန်လုပ်ရမယ်ဒါပေမဲ့ညောင်ပင်စိုက်မှဖြစ်ဘာဖြစ်လို့တခါကြီးတရားတွေတခြားဟာတွေရှောက်မတွေးနဲ့နော်ဒါတော့ညောင်ပင်မှကြောက်တာဟုတ်နော်ဒါမှခုတ်မရောင်းမှာရောင်းစားလို့လည်းမရနော်တခြားပင်စိုက်ရင်ဖြစ်မှာမဟုတ်ဘူးအဲ့တော့ဘာပင်စိုက်လိုက်သူတို့သမရာနဲ့ကုန်မှာအဲ့တော့တို့ဘာစိုက်ကြရင်ကောင်း
အဲ့တော့မြေလွတ်မြေရိုင်းမှန်သမျှတရားရှိညောင်ပင်စိုက်ကြစို့နော်ဒါမှတို့နောက်လောကကိုကယ်လို့ရတော့မှာမဟုတ်ရင်အကုန်သေခြင်းစိုးနဲ့သေကုန်တော့မှာကဲဒါထားလိုက်ပါတော့အခုလောလောဆယ်ညောင်ပင်မကောင်းကြောင်းပဲသွားကြအောင်လို့နော်အဲ့တော့ဒီညောင်ပင်သည်ပေါက်ပင်ကိုကပ်ပေါက်တော့ညောင်ပင်ကြီးရင်ဘာဖြစ်မလဲအေးပေါက်ပင်သေလိမ့်မယ်ရှင်းတယ်နော်အဲ့တော့ဘုရားအလောင်းတော်ကသွားရင်လာရင်နဲ့ဒီငဲ့ငယ်မှယူထားခဲ့တဲ့ပေါက်ပင်ခွာကြားကညောင်စည်းကအပင်ကြီးလာတော့တထွားတထောင်လောက်ရောက်လာတော့အခက်လက်ကလေးတွေဝေပြီးတော့ညောင်ရွက်ကလေးတွေကရင်းလာတပတ်တာလေးပေါ့နော်ရွှေဟင်းသာမင်းကြီးကတစ်ပင်ခိုင်းပေါ်နားလိုက်ရင်းနဲ့ညောင်ပင်သွားတွေ့မတွေ့ညောင်ပင်သွားတွေ့တော့ဟန္တာပလာဒမဝသနိကြောဒောသမ္မဇာယတိအင်ကံသမိန်တေနိသိဏောဝသောတေမမ္မာနိစစ်စတိဟေးယုတ်ကစိုးတဲ့နင်းပေါက်ပင်ပေါ်မှာဘာပေါက်နေပြီတော့ညောင်ပင်ပေါက်နေပြီတဲ့အဲ့ဒီညောင်ပင်ကိုမွေးမထားနဲ့ဘာလို့ရမလဲအခုကရှင်းပလိုက်တဲ့ဟုတ်ပလားဟင်းသာမင်းကညောင်ပင်ပေါက်နေတဲ့အဲ့ဒီညောင်ပင်ဟာမိတ်ဆွေလားရန်သူလားကိုယ်ကိုကောင်းကျိုးပေးမဲ့တရားလားဆိုးကျိုးပေးမဲ့တရားလားဟောအခုတော်တို့တဏ္ဍာမှာလဲကိုယ်လောကကိုဖျက်ဆီးမဲ့ဟောဒီမဲ့အာဓမယာကအလုံးအသီးသီးရှိလားမရှိဘူးလားရှိတယ်ဒါညင်းစရာမလိုသူ့မင်္ဂလာပါပါတယ်နော်ခင်ဗျားတို့ကျုပ်တို့အလုံးခစ်ဆိုးခစ်ပြက်ခစ်ယုံမာကြီးမှလူဖြစ်လာတာအလုံးညင်စိုးတွေအကုန်ရှိတယ်ဟမ်သဘောပါလားလွယ်လွယ်ရအကုန်လိုချင်တာတရားတာမတရားတာကိုယ်အလုံးမဟုတ်ဘူးဟမ်အာဓမယာကမရှိဘူးလားဝိသမလောဘလောက်တာထက်ပိုပြီးတော့ဘာဖြစ်တော့ရခြင်းနဲ့ကိုပိဿနိုင်တာနဲ့ပိုရခြင်းနောက်မိစ္ဆာဓမ္မဘာလဲလဲကိုယ့်ရဲ့ကံဉာဏ်ဝရိယနဲ့သီလသမာဓိပညာကိုတိဆောက်ကြရမယ်အစားလွဲမားတဲ့ကိုယ်ွယ်ယုံကြည်မှုအားကိုးမှုလွဲမားတဲ့ကိုယ်ွယ်မှုတွေကိုလက်ကင်ထားနေတဲ့အတွက်ဆုပ်ယုပ်နေတယ်ပြက်ပြားနေတယ်ကြာရှုံးနေတယ်ရှင်းမလားဒီတော့ဒီတရားတွေဟာသူတော်တို့တန်တန်မှာကြီးပွားခွင့်ပေးရမှာလားအမြစ်ကနှုတ်ပြရမှာလားဒီညောင်ပင်လဲဒါပဲဟေးယုတ်ကစိုးကြီးတဲ့မင်းပင်ခွာချမ်းမှာဘယ်သူပေါက်နေလဲညောင်ပင်ဆိုတာအကျိုးပြုမှာလားဖျက်ဆီးမှာလားနင်းကိုတစ်ချိန်ဖျက်ဆီးလိုက်မယ်မြန်နှုတ်ပလိုက်ဆိုတော့ညောင်ပင်ကြီးကဘာပြောလဲဆိုတော့ယန္တောဧကသမိန်ဝဒ္ဒထတိခိရလုခံပယနကံအမန္တခောတံကိစ္ဆာမဟုတ်ဒီမတ္တနာရုဇတိခုတ်เสียမလိုပါဘူးကွာတဲ့ပူမနေနဲ့ငါပေါ်မှာပေါက်ရင်ငါသားလေးပေါ့တဲ့ဗါတဲ့သားလေးမွေးလို့ကြီးလာရင်အဖကတောင်ဂုံယူเสียရှိသေးတယ်တဲ့ဘာခုတ်เสียလိုတယ်လဲတဲ့သူကညောင်ပင်ကိုချစ်နေတာဗါတဲ့ကိုလည်းခင်ဗျားတို့မဟာရယာပတ်စံဝင်ရင်မကြိုက်ဘူးလားကြိုက်တယ်ဟင်ကိုကြကုတ်ကြကဲတနေ့တပြားနှစ်ပြားစုပြီးတော့တနေ့1000 2000စုပြီးတော့ချမ်းသာအောင်လုပ်ရတာနဲ့ချဲပေါက်တာနဲ့ဘယ်ဟာကောင်းသာဓုသဘောပါသလားအဲ့တော့ဟင်းချက်စရာကလေးတွေစုပြီးတော့တနေ့စားတနေ့လောက်ငါအဆင်ပြေချဲရတာနဲ့နှလုံးထိုးပြီးတော့ဖြစ်သလိုနေရနှလုံးပေါက်တော့အဆင်မပြေဘူးလားအာဓမယာက30ပေးပြီး9000လိုခြင်းနှလုံးထီနဲ့ကြီးပွားလို့ကြီးပွားခြင်းအဲ့ဒါအာဓမယာကမဟုတ်မမှန်နီးလန်းနဲ့စီဝါရှာနောက်ဝိသမလောဘ
တဏ္ဍာက10တရားလောက်ရခြင်းသဘောပါလားနောက်မိစ္ဆာဓမ္မမဟုတ်မမှန်တဲ့လမ်းကဆိုတော့မမှန်တဲ့အလုပ်လုပ်နေမှာတော့မမှန်တဲ့ကိုးကွယ်မှုပဲသွားနင်တို့ຢာကဒေါသတွေလွှမ်းခြုံနေမှာတော့နင်တို့မှကျမ်းမာရေးလည်းမကောင်းနိုင်ဘူးစိတ်လည်းမငြိမ်းချမ်းနိုင်ဘူးအမြဲတမ်းပူလောင်ဆူပွက်နေတော့အာကိုရလိုက်ရှာတော့နတ်ကတော်တွေ့နတ်ကတော်ယုံလိုက်တာပဲဘိုးတော်ဆိုလဲယုံလိုက်တာရွှေတစ်ကြက်သားကနှစ်ကြက်သားဖြစ်အောင်လုပ်နိုင်တယ်ဆိုတော့အောင်မယုံလုံနိုင်သူ့ဟာသူလှုပ်သွားမှာပေါ့နင်တို့အတွက်ဘာလာလှုပ်ပေးမှာလဲအဖြေရရှင်းရှင်းလေးသဘောပါသလားအမလေးတသိန်းရင်10သိန်းရမှာတဲ့ရရင်နင်တို့နားမလာဘူးသူ့ဟာသူလှုပ်သွားမှာနင်တို့နားတသိန်းလိမ်မလို့လာတာသဘောပါလားအဲ့လောက်ကိုတုံးတဲ့ဗမာပြည်ကျုပ်ကပြောကိုပြောချင်ဘူးနော်ချစ်လုံးလို့သာကယ်နေရတာချစ်စရာကိုမကောင်းတဲ့တိုင်းပြီသဘောပါလားဝိသမလောဘသမားတွေမဟုတ်မမှန်ရကျင်တော့ဒီမှာမိစ္ဆာဓမ္မကိုယုံကြည်တယ်မိစ္ဆာဓမ္မကိုကိုးကွယ်ဘုရားတောင်မှဟိုနာပေါ်တော်မူဆိုပြေးကြပြန်ပြီနော်ဓာတ်ဖုံကြီးနတ်ဖုံကြီးဆေးဖုံကြီးဘေးရင်ဖုံကြီးအင်းအိုင်ခလဲဖုံကြီးဆိုအမလေးတကိုးကြီးမှကြီးနော်အဲ့ဒီဘုန်းကြီးတွေကနေရာယူအဲ့ဒီဘုန်းကြီးတွေကဥက္ကရာဖြစ်ပြည့်ရောပေါ့ကွာရှင်းလားလမ်းမှန်တရားဟောတဲ့ပုဂ္ဂိုလ်ဆိုရင်နှောက်ယှက်မယ်ဖျက်ဆီးမယ်ဟန့်တားမယ်ပိတ်ပင်မယ်ဘာလို့ဆိုသူတို့အမှန်တရားတွေသိကုန်မှာဆိုလို့ရှင်းရောရှင်းသလားကဲဒါတွေဘယ်သူတာဝန်ယူပြီးပြင်မလဲဟမ်ဘယ်သူတာဝန်တော့အားလုံးမှာတာဝန်ရှိမရှိအဲ့တော့ဒီအမြုံကြီး3ခုကိုထားမလားနှုတ်ပလိုက်ရမလားညောင်ပင်လိုပဲနင်တို့ဝါမျိုးနေပြီဒီတိုင်းပြည်ကြီးတစ်ဖြည်းဖြည်းညောင်မျိုးခံနေရပြီရှင်းလားဒါဖြင့်အချိန်မီဘာလို့နှုတ်နော်သေမသွားခင်နှုတ်ကြရှင်းမလားအဲ့ဒါကိုလေညောင်ပင်ငါပေါ်ပေါက်ငါသားပေါ်တဲ့ကြီးလာတော့အဖေဂုံယူစရာတောင်ဖြစ်သေးတယ်တဲ့ဆိုတော့ဟင်းသာကြီးကဟင်းသာမင်းကဘာကြောင့်ဘာပြောသလဲဆိုတော့သင်ဟာတဲ့မမြန်နိုးသင့်တာကိုဘာလို့လဲမနှစ်သက်သင့်တာကိုနှစ်သက်နေတာတဲ့ယံတွန်အင်္ဂသမိန်ဝဒ္ဒထတိခိရလုခံပယာနကံအာမန္တခောတံကိစ္ဆာမဟုတ်တိမတ္တနာရုသတိသင်ဟာမနှစ်သက်သင့်တာကိုနှစ်သက်တယ်မမြန်နိုးသင့်တာကိုမြန်နိုးတယ်မမွေးမြူသင့်တာကိုမွေးမြူထားပြီတဲ့သင်အန္တရာယ်သင်လွယ်သွားပြီသင်နဲ့ငါနဲ့မိတ်ဆွေဖြစ်နေတဲ့အတွက်သင်ပျက်စီးတာကိုငါမကြည့်လို့ဘူးတဲ့မိတ်ဆွေတယောက်အနေနဲ့သတိပေးတာတဲ့ဗါတဲ့ခုဦးစင်းကသူတော်ကောင်းတို့ကိုပြောနေတာသူတော်ကောင်းတို့ရဲ့အမနာပတွေကိုပြောနေတာလားခင်ဗျားတို့ကိုမုန်းလို့ပြောနေတာလားပျက်စီးစေလို့ပြောနေတာလားမဟုတ်မှန်းသိရင်ပြင်သင့်တာကိုပယ်သင့်တာကိုနှုတ်သင့်တာကိုအခုကြည့်ရုပ်ကစိုးဘုရားအလောင်းရဲ့စကားကိုနားထောင်သလားမထောင်ဘူးနေပါစေတဲ့ညောင်ပင်လေးလှမလှနေပါစေသူကြည့်လာတော့လေနောက်ကြတော့ငါအဖော်တောင်ဖြစ်လေဦးမယ်ငါသားတောင်ဖြစ်လေဦးမယ်ငါပေါ်ပေါက်တာငါသားပေါ့ဆိုတော့ငါဟာမိတ်ဆွေတယောက်အနေနဲ့ပြောသင့်တာပြောပြီးပြီတဲ့နေမနှစ်သက်သင့်တာကိုနှစ်သက်တယ်မမြန်လို့သင့်တာမမွေးမြူသင့်တာကိုမွေးမြူထားတော့နေတစ်ချိန်ပြည့်စည်မှာကိုငါမကြည့်လို့ဘူးတဲ့အဲ့တော့ဒီနေ့ကစပြီးငါနစ်စီမလာပြီရွှေဟင်းသာမင်းအဲ့ဒီနေ့ကစပြီးတော့အဲ့ဒီညောင်ပေါက်ပင်ပေါ်မနာတော့ဘာဖြစ်လို့တစ်ချိန်ကသူ့ရဲ့ပေါက်ပင်ရုပ်ကစိုးကပါလဲမိတ်ဆွေပါတယ်မိတ်ဆွေကောင်းဆိုတာဒါပဲနော်တတိပေးတဲ့နာကိုလမ်းညွန်တဲ့နာကို
ပြင်သင့်တာကိုမပြောဘူးလားပြောတယ်အမုန်းခံပြီးပြောတာမင်းကြိုက်ချင်ကြိုက်မကြိုက်ချင်နေညောင်ပင်လေးလှတယ်ဆိုပြီးတော့မင်းမွေးမြူထားရင်မင်းပြည့်စည်တော့မယ်ဆိုတော့ပြောမရတဲ့အဆုံးဟင်းသာမင်းကြီးမလာတော့လာသည်ဖြစ်စီမလာသည်ဖြစ်စီဒီမြောင်ပင်ကရပ်တန့်နေမှာလားကြီးထွားလာမှာတနေ့တခြားကြီးထွားလာပြီးညောင်မြစ်ကမြေကြီးပေါ်စိုက်မိပြီစိုက်မိတယ်နဲ့တဖြည်းဖြည်းဒီပေါက်ပင်ကြီးကိုမလုပ်မျိုးပလိုက်ပြီရှင်းလားညောင်ပင်အရွယ်ရောက်လာတာနဲ့နောက်ထပ်ယုတ်ကစိုးတစ်ယောက်ကရောက်လာပြီညာမွေဆောင်ယုတ်ကစိုးကအဲ့တော့ဒီယုတ်ကစိုးကဟိုယုတ်ကစိုးကိုပေါက်ပင်ဆောင်ယုတ်ကစိုးကဒါမင်းငါမိပြီးကြီးပွားလာတာပါလို့ပြောလို့မရတော့ဘူးငါနိုင်ပြီဆိုတော့လောကကြီးကိုကကြီးနိုင်ငယ်ညင်းနိုင်ရစားနော်အဲ့တော့ကြီးနိုင်ငယ်ညင်းနိုင်ရစားသမားကြီးထွားလာတော့အင်အားကောင်းလာတော့ပေါက်ပင်ကြီးဘာဖြစ်လိုက်လဲမျိုးပလိုက်အဲ့ဒီတော့မှယုတ်ကစိုးငိုရပြီတဲ့ယုတ်ကစိုးဘာဖြစ်ရလဲငါမင်းကိုတဲ့ရွှေဟင်းသာမင်းကသတိပေးခဲ့တယ်မနစ်သက်သာနှစ်သက်တယ်ဗမြန်နိုးတင်တာမြတ်မျိုးတယ်မမွေးမြူတင်တာကိုမွေးမြူတယ်နောက်တစ်ချိန်မင်းပြက်စီးမှာကိုငါမလိုချင်ဘူးတဲ့ငါဒီနေ့ကစမလာတော့ဆိုတော့ပေါက်ပင်ကဒုက္ခရောက်နေပြီဟိုမှာသူ့အညစ်ခံနေရပြီနော်သူ့မှာအစာရေစာပြတ်တောက်ပြီးတဖြည်းဖြည်းညှို့ချုံသေးတော့မယ်ပေါက်ပင်သေးတာနဲ့ယုတ်ကစိုးလဲပြေးတော့ဘွားပြက်ပြီပေါ့ကျင်တတ်သလားတဖြည်းဖြည်းဘာလုတ်ခံမျိုးခါဘသူတွေတော့ပေါက်ပင်နဲ့ညောင်ပင်မကြည့်နဲ့နော်ဟိုဟာကဘုရားဟောထားတဲ့အတိတ်ကဇလံအခုတရားနာနေတာဘသူတော့ကျုပ်ကဘသူဟောနေတာလို့ဒါဖြင့်အခုခင်ဗျားတို့ဘာဖြစ်နေတော့ခင်ဗျားတို့လောကဓာတ်တစ်ခုလုံးဒီတရား၃ပါးဝါမျိုးနေရှင်းလားအဲ့တော့ဇေယျမြန်ကြီးအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့နော်မြင့်မြတ်ခြင်းနဲ့တန်ဖိုးရှိခြင်းနဲ့ဆိုရင်ဒီအပင်အပေါက်မခံနဲ့နော်ဂိတ်ထဲမှာမဟာတရားအုံနာတွေပါရင်မောင်းတာထုတ်ပလိုက်နော်မဟုတ်တရုပ်ကားဆရာတွေပါရင်ကြောင်းဘာမှငဲ့เสียမလို့ရှင်းသလားဟေးမိစ္ဆာဓမ္မကတော့မင်းကိုယ်တိုင်လွတ်အောင်လုပ်ပေါ့ကွာသဘောပါလားတကယ်အားကိုးရမှာကံဉာဏ်ဝရိယပြန်ပြောကံကိုယ့်ရဲ့ကာယကံဝစီကံမနောကံကိုကခရီးသွားလုပ်ငန်းလုပ်နေတယ်ဆိုရင်ကိုခရီးသွားလုပ်ငန်းမှာလာရောက်ပြီးတော့မိခိုရတဲ့ပုဂ္ဂိုလ်အလုံးကိုအစဉ်ပြေအောင်ချောမွေ့အောင်အန္တရာယ်ကင်းအောင်နော်လိုရာခရီးရောက်အောင်ဂိတ်ကထွက်ချင်တဲ့ချိန်ထွက်ပြီးတော့ဟိုမှာရန်ကုန်ဝင်သွားတယ်ည2 နာရီ3 နာရီခရီးသည်တွေကဘာလို့အောင်မလို့နော်သွားဖို့လာဖို့လည်းအဆင်မပြေအိပ်ဖို့လည်းအဆင်မပြေအဲ့ဂိမ်မျိုးငါတော့မစည်းဘူးသဘောပါလားစဉ်းစားဖို့ကောင်းတယ်ဘယ်ချိန်ဝင်ရင်ခရီးသည်တွေအတွက်အဆင်ပြေလဲသွားရေးလာရေးအန္တရာယ်ကင်းလဲကိုကားပေါ်ဒီခရီးသည်တယောက်တက်လိုက်တာနဲ့ဒီကားရဲ့လုပ်ငန်းအားလုံးဟာဂိတ်ပိုင်ရှင်မှလည်းတာဝန်ရှိတယ်ကားပိုင်ရှင်မှလည်းတာဝန်ရှိတယ်ရင်မောင်းမှလည်းတာဝန်ရှိတယ်စပယ်ယာမှလည်းတာဝန်ရှိတယ်တို့နိုင်ငံတို့လောကတာဝန်ယူတတ်မှုမရှိဘူးတာဝန်ခံတတ်မှုမရှိဘူးရဖို့လောက်ယူဖို့လောက်ဝိုက်ဖို့လောက်လှီးဖို့လောက်ကြိုးစားနေတော့ဒီတရား၃ပါးအမျိုးခံနေရတာလောကအားလုံးပျက်စီးသွားငါကိုယ်တိုင်ဂိတ်ဖွင့်ပြီးစားလာတဲ့ပုဂ္ဂိုလ်နော်သင်္ကန်းမိုးခင်ဂိတ်ထောင်လာတာတို့မင်္ဂလာမလုပ်ဘူးတဲ့လောက်ခါရှာရှာနော်ပယံလုပ်ဘူးတဲ့တော့လူစင်းရဲဟူဗျနော်လူစင်းရဲဆိုတော့အလုံးမှန်သမျှအကုန်လုပ်ခဲ့ရဒါပေမဲ့ဝိသမလောဘနဲ့မရှာဘူးပါအဲ့တော့အားလုံးသဘောပေါက်ဖို့လိုအပ်မလို့ဒီတရား၃ပါးအဝင်မခံနဲ့ဒီ၃ပါးအမြင့်ဆွဲရင်ဒုလောကဘာဖြစ်မလဲ
ပျက်စီးသွားမှာခုနမေးခဲ့ပြီငါတို့လောကမှာအောင်မြင်နေသလားကြာရှုံးနေသလားဆိုခင်ဗျားတို့ဘယ်လိုဖြေကြာရှုံးနေပါတယ်တိုးတက်ကြီးပွားနေသလားဆုတ်ယုတ်ပြက်ပြားနေလားဟုတ်ပြီမြင့်မြတ်နေသလားယုံညံ့နေသလားဟုတ်ပြီတန်ဖိုးရှိလားတန်ဖိုးမဲ့လားဒီလိုအကြောင်းအရာ၄ချက်ကြာရှုံးသွားတာဒီဘယ်သူကြောင့်ဟောဒီတရား၃ပါးနော်လောကပြက်ပြားကြောင်းဘာတွေလဲတော့အာဓမ္မရာဂဝိသမလောဘမိစ္ဆာဓမ္မပြန်ပြောအာဓမ္မရာဂဝိသမလောဘမိစ္ဆာဓမ္မဒီတရား၃ပါးဝါမျိုးခံရတဲ့အတွက်နင်တို့ဒီအပင်လေးသိတော့မယ်ဒီတိုင်းပြည်လေးသိတော့မယ်ဒီလူမျိုးတွေသိတော့မယ်ရှင်းလားဦးဇင်းချင်းချောင်းနေတာလားမဟုတ်မမှန်လောက်ကြံပြောနေတာလားအားလုံးခင်ဗျားတို့အမှုအမဲ့အမှတ်မဲ့နေပေမဲ့ပညာရှိတွေကသိနေပြီပညာရှိတွေကမြင်နေပြီဒီတိုင်းသွားရင်ဒီတိုင်းပြည်ပျောက်တော့ဒီလူမျိုးတွေပျောက်တော့နောက်ဆိုစာအုပ်ထဲမှာပဲကြံတော့ရှင်းလားအဲ့တော့ဒီတိုင်းဆက်သွားမလားအမြစ်ကလှန်ပြစ်မလားဘယ်သူတာဝန်ယူမလို့ယုတ်ကစိုးကတော့လေဣရာနိခောမံပယေတိမဟာနေရုနိဒတနံဟံသတ္တအနဗိညာယမဟာမေဘယမာကတံအခုခါမှာတဲ့ညောင်ပင်ကငါ့ကိုစပြီးတော့ဝါမျိုးနေပြီညောင်ပင်ကငါ့ကိုချင်းချောက်နေပြီဟင်းသာမင်းကြီးရဲ့မြင့်မို့နဲ့တူသောစကားတဲ့ခုကြမှာဘာနဲ့တူတဲ့စကားမြင့်မို့နဲ့တူသောစကားမြင့်မို့လောက်ကျေးဇူးကြီးလာတဲ့စကားကိုငါမသိလို့ငါမှဘေးကြီးသိမ့်ခဲ့ပြီတဲ့သဘောပါရဲ့လားအဲ့တော့ तू အခုမှနောင်တရလို့အချိန်မီပါအောင်မလားကဲခင်ဗျားတို့ကျုပ်တို့အတွက်အချိန်မီမမီအချိန်မီမမီမလေးစီယာမြန်ကြီးလည်းခုမှ3နှစ်ရှိသေးတာနောက်ရှေ့ကိုဂယုစိုက်ပြင်ရင်ရမရအစိတ်ပင်တွေမပေါက်စေနဲ့အစိတ်သီးတွေမသီးစေနဲ့အားလုံးသဘောပါသလားကိုတန်ဖိုးထားရင်ဒီတရား၃ပါးကရအောင်ဖယ်ရှားပါကိုတန်တမှာအဲ့တော့မှမြတ်စွာဘုရားရှင်တော်မြတ်ကြီးကနတတ္တဝုဒ္ဓီကုသလကုလပသတ္ထံယောဝုဒ္ဓမာနောကတတေပဋိဋ္ဌံဓသုပရောဓံပရိသင်္ကမာနောပတာရယီမူလဝဒာယဒီရောယဟန်တို့တဲ့အကျင့်တရားသည်ပွားသည်ရှိတော်ဟောဒီမိစ္ဆာဓမ္မအာဓမ္မယာကဝိသမလောကမိစ္ဆာဓမ္မဆိုတဲ့တရား၃ပါးသည်ပွားသည်ရှိတော်မိမိဤတရားကိုဖျက်ဆီးတတ်၏တဲ့ဗါတဲ့အခုငါတို့ရဲ့ယက်တီမှုတွေအားလုံးဘာဖြစ်တော့ပျက်စီးတော့မှာနော်ပျက်စီးလဲပျက်စီးနေပါပြီအဲ့တော့အခုအချိန်သာအချိန်မီပြင်မပြင်မမီတော့ဘူးနော်သဘောပါသလားဒီတိုင်းပြည်မှာကြည့်ရင်တိုင်းပြည်ရဲ့အင်အားတွေဖြစ်တဲ့လူငယ်လူရွယ်တွေအားလုံးကအပြင်မှာပညာတတ်တွေအားလုံးကအပြင်မှာဟုတ်လားမဟုတ်ဘူးလားအမလေးအခုအပြင်ကပို့တဲ့ငွေလေးရလို့နေတော့ကြီးပွားပြီးချမ်းသာပြီးလုံမနေကြပါနဲ့အဲ့ဒါတည်ငါပါပဲဟိုမှာဘလောက်ပင်ပန်းစင်စင်ရဲလုံနေကြတယ်ဆိုတာသတိထားပါနော်ဟိုကရှာတဲ့လူကရှာတရားဖြုံးတဲ့လူကဖြုံးဆိုဘယ်တော့ကြီးပွားမလို့အေးကိုယ်နိုင်ငံကိုယ်ဒေသမှာပြန်လဲပြီးတော့တိဆောက်နိုင်ဖို့အတွက်ဒီဒေသခံတွေဟာမရက်တည်ဖို့လိုပါတယ်တရားပွဲတွေကြည်လိုက်အခုဒီမှာကြည်လိုက်ရင်မိမတွေတွေနဲ့နော်အိုနာကျုပ်ကန်တွေနော်ဟိုအိုးမမဲ့ဇာမမြောက်တွေငါနိုင်ငံသားသွားဟောရင်ထိုင်းနိုင်ငံဟောလူငယ်လူရွယ်တွေကြီးပဲအသက်20ကနေ40ကြာလုံနိုင်ကိုင်းနိုင်တက်ကြွနေတဲ့လူရည်သန်းကလေးတွေနော်ချောမောလာပါတဲ့ယောက်ျားချောမောလာပါတဲ့အမျိုးသားတွေအကုန်လုံးကတိုင်းပြည်ပြင်မဲ့အပြင်မှာအိမ်တော်ကြကလေးမွေးတော့သူမွေးတဲ့ကလေးကထိုင်းနိုင်ငံမွေးတော့ထိုင်းနိုင်ငံသားမလေးမွေးတော့မလေးသားလောက်ကုန်ပြီဒုက္ခရောက်တော့မယ်မျိုးဆက်တွေပြတ်တော့မယ်သဘောပါလားပြန်စဉ်းစားအဲ့တော့ဒီတိုင်းပဲမြုံခံနေကြမလားရအောင်နှုတ်ပြစ်မလားမနှုတ်မှာလားညောင်ပင်နဲ့တူတဲ့အာဓမ္မဝိသမ
မိစ္ဆာဒိဋ္ဌိအလုံးမြင်သလားသဘောပေါက်သလားကိုယ်ပတ်ဝန်းကျင်မှာဒီတရားသုံးပါးမြင်လာရင်အကြီးပွားခံရမလားအမြစ်ကနှုတ်ပြရမလားအခုယုတ်ကစိုးငိုပြီးတဲ့ဟင်းသာမင်းကြီးရဲ့မြင့်မို့နဲ့တူတဲ့စကားကိုနားမထောင်ခဲ့လို့ငါပြည့်စည်ပြီတဲ့အဲ့တော့ချစ်သားတို့တဲ့ကိုယ်တဏ္ဍာမှာဒီတရားသုံးပါးကြီးပွားလာခဲ့ရင်ငါတို့တွေအောင်မြင်မလားပြည့်စည်မလားအဲ့တော့ယဟန်တို့အကျင့်တရားသည်ပွားသည်ရှိသောမိမိတရားကိုဖျက်ဆီး၏ထိုတရားကိုပညာရှိတို့သည်မကြီးစွာစေဘဲနဲ့အမြစ်ကနေပါဖြစ်လေပယ်နှုတ်ပြစ်၏တဲ့အဲ့တော့ကိုယ်တဏ္ဍာမှာမကောင်းတဲ့ယုတ်မာတဲ့တရားတွေကိုမွေးမြူထားမလားပယ်နှုတ်နိုင်အောင်ကြိုးစားဒါဖြင့်တရားရှိရေးလိုက်ငားလိုက်ပဲသွားမလားအကောင်းဆုံးဖြစ်အောင်ကြိုးစားမလားဘယ်သူတာဝန်ယူမှာလဲငါတို့ဘယ်သူကလာကယ်မှာလဲဂျေနသလားသူများကယ်မှာစောင့်နေရမလားကိုယ့်အကိုလွတ်အောင်ရောရမလားလွတ်အောင်ရုံးမယ်ဆိုရင်ကံဉာဏ်ဝရိယသတိထားဝရိယဆိုင်ပညာနဲ့ကြည့်အဲ့တော့ကိုလောကကိုမှမပြင်နိုင်ရင်ပြင်နိုင်စရာအကြောင်းအဲ့တော့မြတ်စွာဘုရားကချစ်သားတို့အကျင့်တရားဖြစ်တဲ့အာရမယာကဝိသမလောဘမိစ္ဆာဒိဋ္ဌိတရားတို့သည်သင်တို့တဏ္ဍာမှာကြီးပွားခဲ့သည်ရှိသောသင်တို့ဘဝတွေဖြစ်စည်းပြလိမ့်မယ်တဲ့ပညာရှိဟာအဲ့ဒီတရားတွေကိုကြီးပွားခံမလားပယ်နှုတ်ပြစ်မလားဘယ်လိုနှုတ်မလဲအမြစ်ကနေနှုတ်ပလိုက်ဗါတဲ့မြစ်ကနေမျိုးစေ့မကြံအောင်ဘာဖြစ်မလဲနှုတ်ပြလိုက်အဲ့တော့ဒီနေ့ဒီကဘာမှာကြီးပွားချမ်းသာနေတဲ့တိုင်းပြည်အောင်မြင်နေတဲ့လူမျိုးတိုင်းဟာဒီတရားသုံးပါးကိုလွန်မြောက်နိုင်အောင်ဆန့်ကျင်နိုင်အောင်ပယ်နှုတ်နိုင်အောင်ကြိုးစားခဲ့ကြလို့အဲ့ဒီတိုင်းပြည်တွေအဲ့ဒီလူမျိုးတွေအောင်မြင်သွားကြတာလို့မှတ်ပါအဲ့တော့ဒီအောင်မြင်ကြောင်းကြီးပွားကြောင်းပျက်စီးကြောင်းတရားတွေကိုခွဲခွဲခြားခြားမြတ်စွာဘုရားကမဟောခဲ့ဘူးလားဟောတဲ့တရားတွေကိုခမည်းတော်မနာရဘူးလားနာနေရရဲ့တဲ့မှာကိုပျက်စီးကြောင်းကိုမရှောင်ရှားနိုင်ဘူးဆိုရင်တို့ထက်မိုက်တဲ့လူမရှိတော့ဒါဖြင့်ဒီနေ့အစပြီးမိရော့ပေါ့စားကြဆနေကြမလားသတိဝရိယနဲ့နေမလားဘယ်တရားသုံးပါးဂရုစိုက်ရအာဓမရာဂဝိသမလောဘမိစ္ဆာဒိဋ္ဌိနော်မိစ္ဆာဓမ္မအဲ့ဒီတရားသုံးပါးကိုခင်ဗျားတို့တဏ္ဍာမှာမပေါ်လာအောင်မတတ်မဲ့သင့်တာတွေမတတ်မဲ့မိစေနဲ့မตาယာသင့်တာတွေမตาယာမိစေနဲ့မမွေးမြူသင့်တာတွေအဲ့တော့မကောင်းသောအကျင့်မကောင်းသောအကြံမကောင်းသောစကားတွေအစရှောင်ရှားနိုင်အောင်ကြိုးစားဖို့လိုအပ်မလိုအပ်ကဲဒီတိုင်းသာကြိုးစားမယ်ဆိုရင်ခင်ဗျားတို့လွတ်မြောက်နိုင်မလွတ်မြောက်နိုင်အဲ့တော့ပြန်မေးမယ်အောင်မြင်တဲ့သူတွေဖြစ်ခြင်းလားကြာရှုံးသူတွေဖြစ်ခြင်းလားဆုပ်ယုံပြက်ပြားဆင်းရဲသူတွေဖြစ်ခြင်းလားကြီးပွားချမ်းသာသူတွေဖြစ်ခြင်းလားယုံညံ့သူတွေဖြစ်ခြင်းလားမြင့်မြတ်သူတွေဖြစ်ခြင်းလားဟုတ်ပြီတန်ဖိုးမဲ့သူတွေဖြစ်ခြင်းလားတန်ဖိုးရှိတဲ့လူဖြစ်ခြင်းလားအဲ့တော့အောင်မြင်သောဘဝကြီးပွားသောဘဝမြင့်မြတ်သောဘဝတန်ဖိုးရှိသောဘဝရဖို့ကတိဆောက်ကြရမှာသီလသမာဓိပညာကျင့်သလားဒီတရားသုံးပါးကိုထိခိုက်မဲ့အလုပ်အားလုံးကိုအမြင့်ကနေပါဖြစ်မလားနှုတ်ပြစ်မယ်ဆိုရင်သူတော်ကောင်းတို့လောကကိုပြန်လဲတိဆောက်လို့ရနိုင်မရနိုင်အဲ့တော့ကိုစီတာဝန်မရှိဘူးလားဒီနေ့ကစပြီးကိုတာဝန်ယူပြီးတော့ဒီလွဲမှားတဲ့တရားတွေကိုအမြင့်ကနေကိုယ်တဏ္ဍာကနှုတ်ပြစ်နိုင်အောင်နောင်လာမဲ့မျိုးဆက်သစ်နော်နောင်လာနောက်သားတွေပေါ်မှာဒီမကောင်းတဲ့မျိုးစေ့တွေကြမသွားအောင်နော်အားလုံးတာဝန်ယူပြီးဖြည့်ရှင်းကြရင်ဒီလောကကိုတို့အချိန်မီကဲနိုင်ပါသေးတယ်လို့ဦးစင်းကအထူးသတိပေးလိုပါတယ်နော်အဲ့တော့ဘယ်လုပ်ငန်းဖြစ်မကြရှုံးခြင်းရင်အောင်မြင်ခြင်းရင်ဟောဒီအာဓမယာကဝိသမလောဘမိစ္ဆာဓမ္မကိုရှောင်နိုင်အောင်ကြိုးစားအဲ့တော့ကိုယ်တဏ္ဍာမှာအမြင့်မတွယ်စီနဲ့ကက်ရောက်လာပြီကပ်ပါပေါက်လာပြီဆိုရင်လည်းမလုပ်အောင်အမြင့်ကနေနှုတ်ပြနိုင်အောင်ကျင့်တတ်လားကဲဒီနေ့ကစပြီးသတိထားဝရိယဆိုင်ပညာနဲ့ကြည့်တော့တို့တွေမှာရှိတာခန္ဓာဘယ်နှပါးဟုတ်ပါတယ်အဲ့ဒီခန္ဓာ၅ပါးသည်မြဲသောတရားလားမမြဲသောတရားလားကဲဒီမမြဲတဲ့တရားကြီးကကိုပိုင်သလားမပိုင်ဘူးလားအိုချိန်တန်ရင်
နာချိန်တန်ရင်သေချိန်တန်ရင်အဲ့တော့ဒုတို့အာဓမ္မယာကနဲ့မဟုတ်မမှန်တောင်းတတတ်မဲ့ထားတဲ့စီးစိမ်တွေရောကိုယ်နောက်ပါမလားယာရုတွေရောကိုယ်နောက်ပါမလားဘွဲတစိတ်ဂုံတို့တွေရောကိုယ်နောက်ပါမလားကိုယ့်ကိုတကယ်အကျိုးပြုမဲ့ကိုယ်နောက်ပါမဲ့တရားကသီလသမာဓိပညာဒီတရား၃ပါးအပြင်တခြားရှိသေးလားဒါဖြင့်ရင်လာဘသက်ကာယတိလောကဆိုတဲ့တရားတွေကိုအလေးထားမှာလားသီလသမာဓိပညာကိုအလေးထားမှာအေးအဲ့တော့သီလသမာဓိပညာနဲ့ဘဝကိုတက်မှတ်အောင်တိဆောက်ပြီးတော့မကောင်းတဲ့တရားတွေကိုအမြင့်ကနေနှုတ်နိုင်အောင်ကြိုးစားနိုင်ရင်တို့ဒီဘဝအောင်မြင်နိုင်မအောင်မြင်နိုင်အဲ့တော့အောင်မြင်ခြင်းဒီနေ့ကစပြီးသတိထားဝရိယဆိုင်ပညာနဲ့ကြည်အရှိတရားတွေဟာယုတ်တရားနဲ့နန္တရားခန္ဓာဘယ်နှပါမြဲသောတရားလားမမြဲသောတရားလားအဲ့တော့မမြဲဘူးမပိုင်ဘူးလို့သိနေရင်သူ့အတွက်အာဓမ္မယာကတွေတတ်မဲ့နေเสียလဲမလိုဘူးဝိသမလောဘနဲ့ရှာနေเสียလဲမိစ္ဆာဓမ္မတွေအားကိုးနေเสียလဲအေးဒီတော့မှန်မှန်ကန်ကန်သာသိရင်တို့လမ်းမှန်သာလျှောက်ရင်အောင်မြင်ခြင်းပန်းနိုင်ကိုရောက်နိုင်မရောက်နိုင်အေးဒီနေ့ကစသတိဝိရိယနဲ့နေလိုက်တော့မြဲသောတရားတွေလားမမြဲသောတရားတွေလားလောကကြီးမှာကျင်လည်နေရတာကိုချမ်းသာသလားဆင်းရဲသလားဒါဖြင့်ဒီခန္ဓာရထားတာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာနဲ့မမှန်ကန်ကန်သိရင်ဒီဘက်ကအာရမယာကဝိသမလောဘမိစ္ဆာဒိဋ္ဌိတွေလာအောင်မလားမလာရင်သိတာကသမုဒိယသစ္စာနောင်ခန္ဓာနောင်ဒုက္ခမလာတာကအေးနောင်တဖန်ဆင်းရဲခြင်းကအပီးတိုင်လွတ်ကင်းနိုင်ဖို့အတွက်ကိုယ်တန်တန်မှာမရှိသင့်မရှိထိုက်တဲ့အာဓမ္မယာကဝိသမလောဘမိစ္ဆာဒိဋ္ဌိတွေကိုဒီနေ့ကစပြီးအမြစ်ကနှုတ်နိုင်အောင်ဖယ်နိုင်ရှားနိုင်အောင်ကြိုးစားကြစို့လို့လေးစားစွာနဲ့တိုက်တွန်းရင်းနဲ့ကဲဒီညနဲ့တော်ကြစို့ကဲ15မိနစ်လောက်အမြင့်နှုတ်ရရင်မကောင်းဘူးလား။ဒါအားလုံးအရိယာဘုပြင်းတရားအားထုတ်မယ်15မိနစ်နော်အာဓမ္မယာကဝိသမလောဘမိစ္ဆာဒိဋ္ဌိတွေကိုယ်တဏ္ဍာကပယ်နှုတ်နိုင်ဖို့ကြိုးစားကြစို့တင်မလင်ခွေထိုင်ဒုတုတ်ထိုင်နှစ်သက်သလိုထိုင်သို့သောခါမမထခေါင်းမမထလက်ဖွားနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထအရိယာဘုစိတ်တိုင်းကြရင်မျက်လွှာလေးချနာသီးစုံမှတတိကလေးဖြည်းဖြည်းမှန်မှန်ရှူဖြည်းဖြည်းမှန်မှန်ထုတ်ဝဝရှူဝဝထုတ်စိတ်မပြန့်လွင်ပါစေနဲ့မတွေးပါစေနဲ့ဦးဇင်းတို့တော်ကောင်းတို့ကိုဘဝအောင်မြင်ရေးတွေကိုဖျက်ဆီးနေတာဘဝကြီးပွားတိုးတက်ရေးတွေကိုဖျက်ဆီးနေတာဘဝမြင့်မြတ်ရေးတွေကိုဖျက်ဆီးနေတာဘဝတန်ဖိုးတွေကိုဖျက်ဆီးပြစ်နေတာအာဓမ္မယာကတဲ့ပလောကတရားလို့ခေါ်တယ်မတတ်မဲ့သင်္တာတွေတတ်မဲ့တာဒီနေ့လောကမှာစောင့်စည်းရမယ်ကျင့်ဝတ်တွေရှိတယ်ဝတ္တရားတွေရှိတယ်စောင့်စည်းအပ်တဲ့ကျင့်ဝတ်ဝတ္တရားတွေကိုမျက်ကွယ်ပြုပြီးတော့မတတ်မဲ့သင်္တာတတ်မဲ့မမောသင်္တာမမောမသာယာသင်္တာသာယာမမွေးမြင့်သင်္တာမွေးမြူလို့လောကသားအလုံးလောကအသီးသီးကပျက်စီးသွားသူလောကနဲ့သူလောကသားအလုံးပျက်စီးသွားတယ်ဒီနေ့မြန်မာနိုင်ငံကြီးမှာအဖက်ဖက်ကပျက်စီးနေတယ်ဆိုတာအဲ့ဒါပဲလောကသားအလုံးသူ့နေရာနဲ့သူ့တာဝန်နဲ့သူတစ္ဆာရှိကြမယ်ဆိုရင်ဘာမှမအောင်မြင်เสียမကြီးပွားเสียမတိုးတက်เสียအကြောင်းမရှိဘယ်သူသိငတိမှာပြီးရောဝါဒဆွဲကင်ထားပြီးတော့ကိုလည်းဖျက်ဆီးတယ်လောကကိုလည်းဖျက်ဆီးကြအဓမ္မယာကကိုကြရလောကကိုတာဝန်မကြည်ဘဲနဲ့
မောသင့်တာတွေမမောမတတ်မဲ့သင့်တာတွေတတ်မဲ့မตาယာသင့်တာတွေตาယာကင်းကြတယ်အဲ့ဒါအာဓမ္မယာကအတီးသီးကိုစီအမြစ်ကနှုတ်ဖြစ်ဖို့လိုပါတယ်ဝိသမလောဘအချိုးညီသူနဲ့ကိုနဲ့ရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက်အကျိုးစီးပွားကိုမကြည့်ရှုပဲနဲ့ကိုဖို့တဖို့တည်းကြည်ပြီးတော့ဘသူတွေပင်ပန်းဘသူတွေဆင်းရဲဘသူတွေပျက်စီးကိုယ်လိုလောဘကိုရှည်တန်းတင်ပြီးတော့ဝိသမလောဘနေနဲ့စီးပွားရှာနေကြသေးတဲ့၍ဘယ်သူမှမချမ်းသာဘူးတဲ့ဒါလေးမှတ်ထားပါဝိသမလောဘနဲ့မဟာရိယမျက်ချင်တဲ့လူတွေကချမ်းသာသလားလို့ကြည့်လိုက်လောကသူယူခြင်းနဲ့ငွေတော့ရခြင်းရသွားမယ်ဒါပေမဲ့အဖက်ဖက်ကပျက်စီးမှုနဲ့သူရသွားတဲ့ငွေလည်းသူ့အတွက်မလောက်ပါဘူးသူ့ပတ်ဝန်းကျင်အတွက်မငြိမ်းချမ်းပါဘူးဒါကြောင့်အလုံးစိတ်ဓာတ်ခိုင်မာနဲ့ညောင်မြစ်ကတူးကြစို့အာဓမ္မရာဂဝိသမလောဘမိစ္ဆာဓမ္မယရိယာခြေလိုများကောင်းလာရင်ဘေးရင်ဆရာတွေအားလုံးဟာသမရတွေဖြစ်နေလိမ့်မယ်မီလီယံနာကြီးတွေဖြစ်နေလိမ့်မယ်ကိုရှိရေးကိုတွက်ကြမှာဗောနင်တို့အတွက်ဘာလို့တွက်နေမှာလဲနတ်တင်တိုင်းသာကြီးပွားရင်နတ်ကတော်ငမွဲမရှိဘူးနတ်ကတော်တွေနတ်ပွဲမရောက်ခင်အကျွေးတွေပတ်လည်ဝိုင်းနေလို့နတ်ရုပ်တောင်ပေါင်ထားတတိထားအေးဘယ်ဝိဇ္ဇာဇောကြီးတပတိမလာမကယ်နိုင်ဘူးကံကံဤကျိုးကိုမြတ်စွာဘုရားဟောထားတာအထင်ရှားပဲကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးပေးမယ်တဗ္ဗေတတ္တကမ္မတက္ကဆိုတဲ့မြတ်စွာဘုရားစကားဟာဝိဇ္ဇာဇောကြီးတပတိတွေဘိုးတော်တွေကသာကယ်နိုင်မနိုင်စောင့်ရှောက်နိုင်တယ်ဆိုရင်ဘုရားစကားအမှားဖြစ်သွားပြီဒါလေးပဲသတိထားကြဦးဇင်းတို့ကတော့အတွက်ချက်သိကောင်းတယ်ဗျာဘုရားစကားကိုပဲအကျွင့်မဲ့ယုံဘယ်သူစကားမှနားမထောင်နိုင်ဘူးဘယ်သူအပြောမှလက်မခံနိုင်ဘူးဘုရားရှင်ထက်လောကမှာသိသူမရှိဘူးလို့အကျွင့်မဲ့ယုံမြတ်စွာဘုရားဤသဗ္ဗညုတဉာဏ်တော်ပေါ်၌အလျင်းတန်တရားမရှိပါဒါလေးသိအရေးကြီးတယ်ကိုဘဝကိုအောင်မြင်ဖို့နော်ခင်ဗျားတို့သတ်မှတ်နေတဲ့ငွေနဲ့လဲကျုပ်တို့ဘဝကိုမဆုံးဖြတ်ဘူးယာဓုတွေနဲ့လည်းမဆုံးဖြတ်ဘူးဘာယာဓုမှမရှိပေမဲ့ပျော်လိုက်တာကိုယုံကြည်ချက်ကလေးနဲ့ကိုယုံကြည်ရလမ်းကိုရှောက်နေရတာဘာပွဲဓုမှမလိုအပ်ဖဲနဲ့ကောင်းလိုက်တာနေရထိုင်ရတာသွားလာတာပြောရဆိုရတာလောက်ရကန်ရကိုအပြစ်ကင်းနေတယ်အဲ့ဒီယာဓုမက်တဲ့အပြစ်ငါမှမရှိဘူးပွဲဓုဂုံဓုတွေမမောတဲ့အပြစ်ငါမှမရှိဘူးငွေချေးဥစ္စာဒနာတွေတတ်မဲ့ခုံမင်နဲ့အပြစ်ငါမှမရှိဘူးပြောလိုက်တာယောဂီတို့တကယ်အောင်မြင်ခြင်းအစစ်ကိုရအောင်ကြိုးစားကြသမှာလုပ်ငန်းတစ်ခုကိုထူထောင်ပြီးဆိုရင်အဲ့ဒီလုပ်ငန်းရဲ့တကယ်အောင်မြင်ခြင်းဟာဘာလဲကိုယ်လုပ်ငန်းပေါ်ကိုသစ္စာရှိဖို့လိုတယ်ကိုယ်မိတ်ဆွေကိုယ့်ရဲ့ customer ရောင်းသူဝယ်သူတွေအပေါ်မှာသစ္စာရှိဖို့လိုတယ်ဒါလုပ်ငန်းတစ်ခုအောင်မြင်ခြင်းရဲ့အဓိကတော့ချက်ပဲပေါင်းတင်ဆက်ဆံပြောဆိုမှုပြည့်ရမယ်သူ့ဘက်ကိုယ့်ဘက်အညီအမျှကြည့်တတ်ရမယ်မကြည့်တတ်တဲ့လူကြရှုံးတာပဲသူ့ဘက်ကိုယ့်ဘက်မကြည့်တဲ့လူကြရှုံးတာပဲပျက်စီးတာပဲလောကကြီးကသိအရေးကြီးပါတယ်အတ္တမရာဂဝိသမလောဘမိစ္ဆာဓမ္မဒီတရားတွေမင်းတို့တန်တန်မှာကြီးပွားလာခဲ့ရင်မင်းတို့ဘဝတွေပျက်စီးပြီပညာရှိတို့ဟာအဲ့ဒီအတ္တမရာဂဝိသမလောဘမိစ္ဆာဒိဋ္ဌိတွေကိုသူတန်တန်မှာအကြီးပွားမခံပဲအမြစ်ကနေလှန်ပစ်တယ်နှုတ်ပစ်တယ်ဒါပညာရှိတဲ့
ကဉ္ဉံဝရိယဆိုတာဒါပဲဉာဏ်ရှိတဲ့လူဟာကိုယ်ပျက်စီးကြောင်းတရားကိုဘယ်တော့မှသိမ့်ပိုက်မထားဘူးဘယ်တော့မှလက်ခံမထားဘူးကိုယ်ကံကိုယ်အားကိုးတယ်ကိုယ့်ရဲ့ကာယကံဝစီကံမနောကံဒီကံသုံးပါးမှားယွင်းချွတ်ချော်နေရင်ကြာရှုံးမယ်ဆင်းရဲမယ်ယုံညံ့မယ်တန်ဖိုးမဲ့သွားမယ်သိရေးကြည့်တယ်ယောဂီတို့အဲ့တော့တော်ကောင်းတို့စိတ်ထဲမှာအဲ့ဒီတရားတွေအားလုံးကိုမောင်းထုတ်ပြစ်နိုင်အောင်ကြိုးစားကောင်းသောတရားကိုသိမ့်ပိုက်ထားရင်ကောင်းသောဘဝကိုရမယ်မြတ်သောတရားကိုသိမ့်ပိုက်ထားရင်မြတ်သောဘဝကိုရမယ်ယောဂီတို့ယုံညံ့တဲ့တရားတွေသိမ့်ပိုက်ထားရင်တော့ယုံညံ့သူပဲဖြစ်မှာပေါ့အဲ့တော့ကိုတန်ဖိုးထားကြတယ်ဆိုရင်အဲ့ဒီညောင်ပင်ကြီးကိုအမြင့်ကနေနှုတ်ပလိုက်တတိလည်းမလွတ်ပါစေနဲ့